အားလုံးပဲမင်္ဂလာပါရှင်။ရမုံမင်းတဲ့ Audio Book Channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်။ကျွန်မဒီတစ်ခါဖတ်ပြခွင့်ရခဲ့တဲ့ One Love Fiction လေးကစာရေးသူ Heather ပဲရေးသားထားတဲ့ Paris Dog ဆိုတဲ့ One Love Fiction လေးပဲဖြစ်ပါတယ်။စာဖတ်ခွင့်ပေးတဲ့စာရေးသူကိုကျေးဇူးအများကြီးတင်ပါတယ်။နားဆင်ပေးကြမယ်တယောက်ချစ်စတိုင်းကိုလည်းကျေးဇူးထူပဲတင်ရှိပါတယ်ရှင်။ကဲအဲ့ဒါဆိုလို့ရှင်ကျွန်မကဖတ်ပြပေးလိုက်ပါပြီ။ Paradiseအပိုင်း1အဖြူရောင်စက်ကျင်းကြောက်များနဲ့တိဆောက်ထားတဲ့ခန့်တဲ့အိုတိုင်းကြီးဟာမျက်စိတစုံတိုင်းရှည်လျားနေခဲ့တယ်။အတွင်းဘက်ကိုကြော်၍ကြည့်လိုက်ရင်အလွန်ကြီးမားတဲ့နန်းတော်တပွဲခမ်းနားပြီးနေရောင်အောက်တွင်တစ်ဖက်ပိတ်တောက်ပနေတဲ့အိမ်ကြီးကိုတွေ့နိုင်တယ်။မမေဒါမမေရဲ့အသည့်အိမ်လား။ကောင်းငယ်လေးကသူ့လက်သေးသေးလေးများနဲ့မိခင်လက်ကိုစုပ်ကိုင်းကအာကိုတကြီးမေးလာတယ်။ဒေါ်တထားမြတ်တယောက်နှစ်ဖူးဆက်ကချွေစီတို့ကိုလက်ကုံပြည့်ခပ်ပွားဖိသက်ခါတပ်ပြင်းတစ်ချက်ချလိုက်တယ်။သူမကိုလွန်ခဲ့တဲ့9နှစ်ကအမမေသူစေပိုင်းပေးသွားသည့်လိပ်စာအတိုင်းဆိုရင်ဒီအိမ်မှာပဲ။ဟုတ်တယ်သားလေးဝင်ရအောင်။ဒေါ်တထားမြတ်တို့မိသားစုဟာအရှင်ကတောင်ကြီးတွင်အခြေချနေထိုင်သူများဖြစ်ကြတယ်။စီးပွားရေးကအဆင်မပြေတော့ခင်မိုးကနိုင်ငံခြားကိုစီးပွားရှာထွက်သွားခဲ့ရပြီးဒေါ်တထားမြတ်ကတော့တားငယ်နေကျန်နေခဲ့တယ်။အိမ်ကနေရင်အခြေအနေတွေကတဖြည်းဖြည်းခက်ခဲလာခဲ့တယ်။နောက်ဆုံးဒေါ်တထားမြတ်အိမ်မော်ကဆင်းပေးလိုက်ရပြီးယခုလိုတရက်တကြေးကိုပြောင်းလာဖို့ရအကြောင်းဖန်လာတာပါ။မန္တလေးကိုရောက်ဖြစ်ရင်အကြောင်းကြားပါလို့အမမေသူကပြောထားတော့ဒေါ်တထားမြတ်ခမယယခုလိုအချိန်တွင်ကောက်ရိုးတမြင်ကားပင်အားကိုရာဖြစ်နေရအမမေသူစီရောက်လာခဲ့တော့တယ်။အမမေသူစီပိုင်းဆိုတာဒေါ်တထားမြတ်နဲ့100စက္ကန့်တခုမှအတူဆုံးခဲ့တဲ့အသည့်အမဖြစ်တယ်။ထိုစဉ်ကတော့ဒေါ်တထားမြတ်ကတစ်တောက်တစ်နဲ့နေနိုင်ခဲ့တဲ့သူပေါ့။ခေမိုးရှာသမျှကိုစီးတဲ့ရေးဆဲတဲ့ကန်တင်းလိုစစ်စစ်ကုတ်ကုတ်သိမ်းဆဲကတစ်ဖက်ကလည်း100စက္ကန့်တွေကိုအခါကြီးရဲ့ကြီးများမှသွားလာခဲ့တယ်။ဒီလိုနဲ့တွေ့ဖို့ရအကြောင်းဖန်လာခြင်းဖြစ်တယ်။တင်းတောင်ဘယ်ဒီတန်တဲကြောင့်ဒေါ်မေသူစေပိုင်တယောက်အိမ်အကူကောင်မလေးအား6တစ်ချက်ဟန်လိုက်တယ်။မိမိုးရေဘယ်တီးတယ်တွားကြည့်လိုက်ပါဦး။ကောင်မလေးကပြရနဲ့ပြေးထွက်သွားခဲ့တယ်။မိမိ၏သားငယ်အတွက်စောင်းတွင်းအနှွေးအင်ကြီးထိုးနေသောဒေါ်မေသူစေပိုင်မှာဝင်လာတဲ့သူကြောင့်အံ့အားသင့်သွားတယ်။ဟဲတက်ထားမယုံနိုင်ခြင်းများစွာဖြင့်ရှေ့ရှုမိသွားတယ်။တက်ထားမြဲဆိုတာသူမတောင်ကြီးမှာ100စက္ကန့်ဝင်တိုင်းစုံစည်းလေရှိသူဖြစ်တယ်။နှစ်ယောက်သားစိတ်တဘောချင်းတူ၍ညီအမအရင်များသဖွယ်အခြေတို့အတွင်းရင်းနှီးခဲ့တယ်။အရင်ကတထားမြဲဆိုတာဟန်တခွဲသားနဲ့ခက်ကြော့နေတတ်သည့်အမျိုးသမီးပါ။မဟူရောင်ဆန်ရွယ်တို့ကိုတပတ်ရှုံထုံထားတတ်ပြီးအသားညွညစိတ်နဲ့တော်တော်ကြည့်ကောင်းနေသူပါ။ယခုတော့သူမပုံစံကနွမ်းဖက်လိုနေပြီးစိတ်လက်အတော်ဖီစည်းနေပုံရတယ်။အမမေသူမတွေ့ရတာတော့ကြာပြီတထမန္တလေးလာဖြစ်တာနဲ့ဟုတ်ပြီထိုင်မအောင်တထမိမိုးရေမိမိုးပြားတက်များအေးအေးလေးနှစ်ခွက်ဖြော်ယူခဲ့ပါအောင်တထခမညာအမမေသူကျွဲဖို့ကျွဲဝရှိတာကိုသိပေမဲ့ယခုလောက်တော့ထင်မထားခြင်းအိမ်ကြီးတစ်ခုလုံးရွှေရောင်ဖိတ်ဖိတ်တောက်ခါအဖို့တန်ပရိဘောကများနေကြည့်ပြေနေတယ်တထမြတ်တို့အရင်ကချမ်းသာတယ်ဆိုတာအမမေသူကိုဘယ်မိပါမလဲတထရဲ့အကြောင်းမကြဘာမကြနဲ့ဘာရီမြက်အခက်အခဲဖြစ်နေရတာလဲဟင်တထမျက်နှာညှိုးနေရပဲအမမေသူကစိတ်ရင်းစိတ်ခံကနူးညံ့သူပြီးလောကဒဏ်အရာအခက်ကြောင့်ချွတ်ချုံကြနေတဲ့ညီအမလိုခင်မင်ရတဲ့တထကိုကြီးကမချစ်တင်ငယ်ပြောတယ်ဒီလိုပါပဲအမရဲ့ပြောရရင်ရှိပါတယ်တထဖြည်းဖြည်းချင်းပြောပြပါမယ်ဒါနဲ့အမမေသူအိမ်သားတွေရောနေကောင်းရဲ့လားထိုးတို့မေးလိုက်တော့ဒေါ်မေသူစေပိုင်မှာမျက်နှာပြက်သွားရတယ်အိမ်ကြီးအိမ်ကောင်းနဲ့အိမ်ရှိမတပွဲနေရတော့လဲသူမလည်းသူမအကြောင်းနဲ့သူမရှိနေတယ်မဟုတ်ပါရောကြည်ရတာတတ်ထားနဲ့တို့တော့ပြောစရာများနေပြီထင်တယ်တတ်ထားလည်းအခြေအနေကိုရိတ်စားမိကခက်ပြော့ပြုံလိုက်တယ်သူမတို့မိမသား2ယောက်စကားဝိုင်းကတော့ရှေ့ကြတော့မယ်လေပြားတက်မရရင်နှစ်ခွက်ကရောက်ချလာလေပြီဒါတတ်ထသားလေးလားလူကြောပဲ
ကောင်လေးကလူစိမ်းများကိုရှက်ရွံ့တက်ပုံရကဒေါ်မေသူကိုနောက်ကိုကွယ်သွားခဲ့သည်သူအသက်လေးမှ9နှစ်သား6နှစ်ခန့်လောက်ပင်ရှိအောင်မယ်မျက်လုံးမျက်ခွန်းကောက်ကောက်နဲ့ယောက်ျားပီသားဟန်ကထင်ပေါ်လို့နေတယ်ဟုတ်တယ်မမမေသူဒါတထသားဇန်းနဲ့ဒါနဲ့မမမေသူရောသားလေးရှိတယ်မလားဘယ်အရွယ်ရောက်ပြီလဲတထသားထက်2နှစ်လောက်ကြီးမယ်အခုသူ့အဖွားနဲ့တီလေးစီသွားနေလေရဲ့ထိုနေ့ကဒေါ်တထမြတ်နဲ့ဒေါ်မေသူစီပိုင်တို့ရဲ့စကားဝိုင်းဟာတော်တော်လေးကြာရှည်ခဲ့တယ်သူမတို့မှာလှည့်စားတတ်တဲ့ကံကြမ္မာကပေးအပ်လာတဲ့ကံခေမှုတတိကြီးအကြောင်းကိုပြောမဆုံးနိုင်အောင်ရှိခဲ့ကြတယ်အပိုင်းနဲ့လင်းညိုစီပိုင်တယောက်ဖွားဖွားတို့အိမ်ကပြန်လာတော့ကြောပေါ်အိမ်လေးကိုချကားရှိတယ်သူကိုပြူးကျဲသောမျက်လုံးတို့နဲ့တောင်းွယ်ကခိုးကြည့်နေတဲ့ကောင်လေးကိုတွေ့လိုက်ရတယ်အိမ်မှာသူမရှိတော့ဘာတွေဖြစ်သွားတာလဲဒီကောင်လေးတေးသေးလေးကဘဲကရှောက်လာတာလဲထိုကောင်လေးကဇန်ပင်ဇန်ကိုသူ့အမေကဒီအိမ်ကြီးမှာထားရခဲ့လေတယ်သူမခမရမလဲဘလို့မှမတက်သား၍ထို့သို့ဆုံးဖြတ်ရခြင်းပင်မန္တလေးမှာသူမငားနေသည့်အိမ်ကစုတ်ချကယူရွင်းနေတယ်အကျွေးရှင်တွေကလည်းတတေတေလာရောက်နေသောကြောင့်သူမသားငယ်လေးကိုထိုဒုက္ခတို့မှကင်းဝေးအောင်ဤမြတ်တာရိပ်မျိုးတို့လာထားရခြင်းပင်ဇန်ကတော့ဒီအိမ်ကြီးမှာနေရတာဘလို့မှမပြောသူကိုအနိုင်ကျင့်ကျင်တဲ့သူတွေရှိနေတာကြောင့်ဖြစ်တယ်အန်တီမေသူကတော့သူ့အပေါ်ကောင်းကောင်းဆက်ဆံပေမဲ့သူမခမရမလဲသူမအပူနေသူမဖြစ်နေတာကြောင့်အချိန်ပြေတော့ဂယုမဆိုင်နိုင်မိမိကလည်းအန်တီမေသူစိတ်ညစ်အောင်မလုပ်ရဘူးဟုမှားထားတယ်။ဤအိမ်ကြီးနဲ့ပတ်သက်၍ဇံမြများဆဆနားမလဲ။သူနားလေသည်ကဤအိမ်ကြီးသခင်ဦးလင်းသက်တင်းတွင်မိမ2ယောက်ရှိသည်ဟုပင်ပထမမရေကြီးနာမည်တော့ဇံမသည်ဇံတီတီကအန်တီမေသူကဒုတိယမယားပင်ထိုဇံမမြင်ဘူးသောပထမမယားကြီးသည်ဦးလင်းသက်တင်းနှင့်ကွဲကွာနေပြီးနိုင်ငံခြားမှနေတယ်လို့တော့ကြားဘူးတယ်။သူမ၌အမွာသားတစ်ယောက်သမီးတစ်ယောက်ရှိတယ်။နှစ်ယောက်လုံးကသူတို့အမေနဲ့မနေဒီမှာပဲနေတယ်။ထိုဒီကိုကဇံအတွက်ငရေခံပင်ထိုအမွာ2ယောက်ကဇံကို၎င်းတို့စော်ကစားရာခွေးလေးလိုသဘောထားကအမျိုးမျိုးနောက်ပြောင်ကြတယ်။သူတို့ကရိုင်းလေးရိုင်းနေထမင်းစားနေတဲ့ဇက်ပကံကိုဆွဲယူလွှင့်ပြတတ်တယ်။ဇက်လက်သေးသေးလေးတွေပေါ်ဟင်းရည်ဘူးတွေလောင်ချတတ်တယ်။သူတို့ရဲ့ဟက်စကီခွေးကြီးနဲ့ဇံကိုချောင်းလန့်ပြီးတဟာဟာရည်နေတတ်တယ်။အိမ်အကူမမမီမိုးကဓာတွေကိုမြင်ရပေမဲ့သူမဒီလဲအိမ်ကြီးသခင်ရဲ့ပထမသားနဲ့သမီးကိုဘာမှမပြောရဲ့အန်တီမေသူပင်လင်းထို2ယောက်ကိုမနိုင်သူမခမထိုအမွာတန်ကိုအတော်လေးခံရတယ်လောကကြီးကပြောင်းပြန်ဖြစ်နေတယ်မိတွေကမနှိမ့်ဆက်ရပါပဲ၎င်းတို့ကကြီးနှိမ့်ဆက်နေတော့တယ်အန်တီမေသူကသုံးမွေးချီထိုးရတာဝါသနာပါတယ်သူမကအိမ်အလုံးများစီမံခန့်ခွဲပေးရင်ထိုအရာကိုပဲလုပ်နေတယ်ဒီနေ့တော့အမွာနှကောင်ကအန်တီမေသူထိုးနေတဲ့ပြီးလူအင်ဂျီလေးကိုဆွဲဖြက်ပစ်ခဲ့တယ်အန်တီမေသူစိတ်ဆိုးလွန်း၍စကားပင်မပြောနိုင်ပဲသူမအခန်းထဲတကားပိတ်သွားတော့တယ်အစာဆုံးတွေးလိုက်ရတဲ့ဇက်ခံများအမွာ2ယောက်ရဲ့မြဦးကသူ့ဘက်လှည့်လာမှဆို၍အိမ်ကြီးထဲမှာပတ်ပုံးနေရတယ်ယခုလဲအမွာနှကောင်အပေါ်တန်း၌ရှိနေ၍ဇန်ကအောက်ထက်အဲခန်းကတိုင်လုံးကြီးနောက်မှာပုံနေခဲ့တယ်သူ့ရဲ့ကလေးညံလေးနဲ့ထိုဒီကလုံခြုံတယ်လို့အောက်မေ့နေတာပေါ့ကျွေးကနေတကားဖွင့်တဲ့ကြောက်ဇန်လန့်သွားတယ်ကြည့်လိုက်တော့ဇန့်ထက်ကြီးပုံရတဲ့ကောင်လေးတစ်ယောက်ဇန်ရှင်ထိတ်သွားတော့တယ်သူ့ကိုအနိုင်ကျင့်မဲ့နောက်ထပ်လူလာထိုကောင်လေးကဖြူဝင်းသောအသားအရည်ရှိပြီးသူ့ခန္ဓာကိုယ်ဟာရှည်ရှည်တွယ်လေးဖြစ်တယ်အနီရောင်နှကန်းလေးကဇန်ကြိုက်တဲ့စတော်ဘယ်ရီဒီလိုဆိုရဲနေတယ်မျက်ဝန်းတစ်စုံကပန်းဝစ်ဆန်လေးလိုကြည်ရွှေနေပြီးမျက်တောင်ရှည်ကြီးများကကော်ညွန်နေတယ်သူကတနေရရမှပြန်လာပုံရတယ်ခက်ကြီးကြီးကြောပွဲလွယ်ထားပြီးရှုပ်ပနဲ့စီထားခဲ့တယ်ဇန်သက်ထိုကောင်လေးလောက်စမတ်ကြတဲ့လူကိုမမြင်ဘူးငယ်ရွယ်ပေမဲ့အညိုရောင်ဆန်းရွယ်လေးတွေဟာနှစ်ဖူးဆက်တိုင်းဝဲကြနေတယ်သူကချစ်စရာကောင်းအောင်နေကတလက်ကိုပင်ဥကောင်းထက်၌ပေတင်ထားတယ်တကိုယ်လုံးကအဝတ်အစားတွေဟာတက်ရက်လိုနေပြီးမော်ဒယ်ပွိုင်းပေါက်စာလေးနဲ့တူတယ်ဟ
ဟယ်လိုမင်းကဘယ်ရောက်ကောင်လေးပါလဲလင်းညိုကသူ့မြင်လိုက်ရတဲ့ခက်ချောချောဂျစ်တစ်တစ်ကောင်လေးနာကပ်ပြီးဆူဆန်းလိုက်တယ်ဇက်ခမပါဇက်လေးဝင်သွားတယ်ထိုကိုကိုရဲ့အတန်ကကြည်လင်နေပြီးနားရဲသို့လှိုက်ပုတ်သူလိုလှုပ်ခတ်သွားတယ်အပြုံးလေးကစက်ရည်အေးလိုအေးမြနေတယ်ကောင်လေးစကားမပြောတတ်ဘူးလားကလေးချစ်တတ်တော့ကျင်နာတတ်တော့လင်းညိုကကောင်လေးရဲ့ခဏနဲ့ဆွနယ်တွေကိုလက်ချောင်းများဖြင့်ထိုးဖွားလို့ထနှုတ်ဆက်တယ်ဇန်ကတော့ကြောက်ရွံ့ခြင်းတစ်ဝက်အံ့ဩခြင်းတစ်ဝက်နဲ့ကြက်သေးသေးနေတယ်ရော့မင်းဘို့ကိုမှဒါပဲပါတယ်ဇန်ထက်နည်းနည်းပဲကြီးမဲ့ကိုပေါက်စာလေးကအရွယ်နဲ့မမြအောင်တီကြီးရင်ကျက်လို့နေတယ်သူကိုယ်သူလည်းလူကြီးလေးလိုတုံးတုံနေတယ်ဇန်တယောက်ထိုကိုလက်ထဲထည့်သွားတဲ့ချိုးချင်းစုပ်လုံးလေးကိုကြီးကငင်းငိုင်ကြံနေခဲ့တယ်ကိုကအန်တီမေသူ့သားဖြစ်မယ်အန်တီမေသူနဲ့ဆင်နေတယ်သူပြန်ရောက်ကြောင်းသူ့မေမေကိုပြောမယ်လို့ထင်ရတယ်ဇန်ကိုဒုတ်ချိုချင်းလေးပေးကအန်တီမေသူ့အခန်းထဲဝင်သွားတယ်ကန်တရာကဇန်အပေါ်ပြောတလောက်တော့မစိုးပေအကြောင်းကနောက်ရက်မနက်ခင်းမှာထိုကိုကဇန်အနာရောက်လာတယ် sorry ကောင်လေးကိုမနီးကမင်းကိုဒီကအလုပ်သမားတယောက်ရွယ်သားပဲထင်တာမမီးကပြောတယ်မင်းကမမီမိတ်ဆွေရဲ့သားတဲ့တွေ့ရတာဝမ်းသာတယ်နော်ကို့နာမည်ကလင်းညိုစေပိုင်အသက်9နှစ်မင်းထက်3နှစ်လောက်ကြီးမယ်ဒါကြောင့်ကိုလို့ခေါ်ထိုကိုကသူ့ပြောချင်တဲ့စကားတွေကိုတယောက်တည်းတရဆက်ပြောချတယ်ဇန်နောက်ဆုံးမမက်ရရှိလိုက်သည်ကကိုကသူ့ကိုလို့ခေါ်လို့ပြောနေတယ်ကောင်းလေမင်းကစကားမပြောဘူးဆိုမပြောတာလားမပြောတတ်တာလားမင်းနာမည်ကဘာတော်ဆိုလားမမီပြောတယ်ကိုမမိလိုက်တာဇန်ရင်နဲ့ကြလိကြလိဖြစ်သွားတယ်သူစကားပြောတတ်ပါတယ်တမင်မပြောတာဟိုအမွှားနှကောင်ကိုကြောက်ရသည်မို့သူတိတ်တိတ်ပဲနေတာအကောင်းဆုံးလို့ထင်တယ်ကိုကဘာတော်ဆိုလားလို့ပြောတော့ဇန်ရှင်းပြခြင်းတယ်သူ့နာမည်ကဇန်မင်းမြတ်တော်ပါမိမိကမိုးချိုးနှက်ပြားတော်လို့ကြန့်ခိုင်တန်မာတဲ့လူဖြစ်ရမယ်ဆိုတဲ့စိတ်ကူးနဲ့ပေးထားတာသူကတော့ပါတော့မဟုတ်ဘူးဒါပေမဲ့ကိုကြည်ရင်ရှင်တိတ်တိတ်တုံနေသည်မို့စံပါဇက်ကဘာမှမထွက်မီထိုနေ့ကစားပြေကိုကသူ့ကိုတော်တာမှမဟုတ်ပေါက်ဆလိုပဲခေါ်တော့တယ်ဇက်အတွက်ကံကောင်းချစ်ကနှစ်ခုပူး၍လာပါတယ်ပထမကသူ့ကိုနဲ့တွေ့တယ်ဒုတိယကအမွှားနှစ်ယောက်အပြင်းအထန်ဖျား၍စိတ်ယုံလျှောက်သွားတယ်တုတ်ကွေးဖြစ်တယ်ဆိုလားပဲဦးလင်းသက်တင်ကနောက်မိမယူထားပေမယ့်သူ့သားကြီးနဲ့သမီးကြီးကိုလည်းဂယုစိုက်သူဖြစ်ခါပြတလဲပင်အကောင်စားစိတ်ယုံကြီးထံပို့ပေးခဲ့တယ်ဒေါ်မေသူစီပိုင်ကတော့ဝေတရားရှိသည်မို့စိတ်ယုံမှလိုင်းဆောင်ရှောင်ရတယ်တကယ်တော့ဒေါ်မေသူကတနာစရာပါသူမအသက်20ကျော်လေးမှတင်ချွတ်တဲ့မိခင်ကိုလှုပ်ကြွေးပြူရန်နဲ့ညီမဖြစ်သူစန္နာစီပိုင်ရဲ့ကျောင်းစရိတ်ရှာဖွေရန်ကုမ္ပဏီကြီးတစ်ခုမှအလုပ်ဝင်လုပ်ခဲ့ရတယ်။ထိုကုမ္ပဏီကြီးကတော့ဦးလင်းသက်တင်ရဲ့ကုမ္ပဏီပင်အရွယ်ကောင်းစီးပွားရှာတော်တဲ့ဦးလင်းသက်တင်ဟာဒေါ်သူစားစိတ်ကိုနှစ်ဦးနှစ်ဖက်မိဘများပေးစား၍ယူဝတော်လဲသူလုံးမချစ်ပေ။ထိုဒီကိုဒေါ်သူစားစိတ်ကအကြီးအကျယ်စိတ်နာတယ်။သူမကလည်းငငယ်ရွယ်နဲ့ပြည့်စုံတဲ့ဂုဏ်တွေရှိတာကြောင့်မာနမလျှော့ပဲသူမကိုသူမအိမ်အောင်တဲ့ဘဝမခံယူပဲအပြင်မှာချေရှုပ်ချင်တိုင်းရှုပ်ခဲ့တယ်။နောက်ဆုံးတော့သူတို့ရဲ့အချစ်မပါတဲ့အိမ်အောင်ကြီးဟာကွဲဖို့ပြဲဖို့ရဖြစ်လာတယ်။ကန်ဆိုးစွာပင်ဦးလင်းသက်တင်ဟာတရဝေးမကွာရှင်းရသေးခင်ဒေါ်မေသူစေပိုင်ကိုချစ်ရေးဆိုမိကလွန်ကျူးခဲ့တယ်။ဒေါ်မေသူစေပိုင်ဘက်ကအချစ်အနေမှန်ကိုသိတော့အရာအလုံးနောက်ကျသွားခဲ့ရတယ်။သူမခမအာကိုတကြီးချစ်ကျွမ်းဝင်မိတဲ့အမျိုးသားကမလွန်မကင်းကာမပိုင်ရှိနေတယ်တဲ့လေ။အဆုံးသတ်တော့ဒေါ်သူစားစိန်တယောက်မစားရတဲ့အမဲတဲနဲ့ပတ်သွားကဒေါ်မေသူစေပိုင်ကိုကြာခိုးတော့မယံငယ်ဆက်သွင်းလိုက်ပြီးဦးလင်းသက်တင်ကိုရောသူမတို့ရောရဲ့အတန်အဝိုင်းမှာဖယ်ကျင်စေတယ်။ငကိုကအနေကြီးအခြေကြီးဖြစ်ကြသောနှစ်ဖက်ဆွေမျိုးတို့မှာဒေါ်သူစားစိန်ပုံဖော်သောပြဆက်ကိုအဟုံးမဲ့၍ဒေါ်မေသူစေပိုင်ကိုအိမ်အောင်ရွေးကွဲပြဲရခြင်းဤတရခန့်ဟုအောင်မေးကြတယ်။မရကြီးကိုတနာကြကအမွှားနှစ်ယောက်ကိုချစ်ခင်ကြတယ်။ဒေါ်မေသူစေပိုင်ကိုတော့လူရပေမသွင်းပဲသူ့သားလေးကိုလည်းလစ်လျူရှူထားတယ်
စိတ်ထားကောင်းတော့ဒေါ်မေသူစေပိုင်မှာတော့အရာရာကိုခါစီခံကလင့်အပေါ်လဲတာဝန်ကျေတယ်။မရကြီးသားသမီးတို့ကိုလည်းသူမအပေါ်ရိုင်းစေကမှုဂယုဏထားတယ်။သားလေးလင်းညွအတွက်လည်းအရာရာဖြည့်ဆည်းပေးတယ်။သူမရဲ့ညီမလိုခင်ရတဲ့ဒေါ်တတ်ထားမြတ်သားလေးကိုပင်သူမကစောင့်ရှောက်ထားသေးတယ်။ယခုလဲအမွာနှကောင်စေယုံရောက်တော့သူမကိုယ်တိုင်ပင်လိုက်စောင့်ရှောက်တယ်။တော့ကိုနဲ့ပကြီးဆွဲမလားကိုကမနိုင်မနေနဲ့ပကြီးဆွဲစုပ်တန်းစေဘူးအစုံအလေးယူကဇက်စီလာခဲ့တယ်ဇက်မကိုတို့လိုပဲကိုပိုင်အခန်းတခန်းရပါတယ်အရာရာဇနီးရဲ့သဘောဖြစ်တော့ဦးလင်းသက်တင်ကဇန်လေးကိုအန်တီမေသူစောင့်ရှောက်သည်ကိုဘာမှမပြောဇန်ကိုကြည့်လိုက်တယ်ကိုကမိုးကောင်းကင်လို့အပြာဖြော့တီရှပ်လေးနဲ့လိုက်ဖက်စွာချောနေတယ်ကိုဆွဲမဲ့ပကြီးကိုဇန်မသိသို့တော့ကိုကတော့ပန်းပွင့်တွေပါတဲ့ပကြီးကားတဲ့ကနတ်သားလေးလိုထင်းလင်းကားတောက်ပါနေတယ်။တော့ကိုပြောကွာပကြီးဆွဲမလားလို့ဇန်တက်ပြင်းလေးချလိုက်တယ်။တကယ်တော့ तू ကကိုလိုနူးညံ့သူမဟုတ်ကိုလုံနေကြပကြီးဆွဲတာတရောထိုးတာတချင်းကြီးတာမျိုးသူ့ဝါသနာမပါပါ။သူ့ဝါသနာပါတာကတွန်းတိုက်ဆိုရတဲ့ဘောလုံးကန်နာနဗန်တတာတို့ပင်သို့တော့ဇန့်ကဘာကြီးကကိုပဲဖြစ်နေရသူချစ်ကန်လုံနေလို့ကိုစိတ်ကူသွားမှဇန်ကြောက်တယ်နောက်ပြီးသူခက်ကြဲစိုးမိ၍ကိုခိုင်းမိမှလည်းကြောက်တယ်ထို့ကြောင့်သူကောင်းငိမ့်ပြတယ်ယေးပကြီးဆွဲမယ်လင်းညို့စေပိုင်တယောက်ပေါက်စာလေးကသူနဲ့ပကြီးဆွဲမယ်ဆိုတော့ပျော်သွားတယ်မိတို့ကြောင့်ရင်မသိပေါက်စာလေးကိုကြည့်ရတာသူ့လိုပဲအထီးကျန်နေတယ်လို့ခံစားရတယ်။လင်းညိုမာကဖေဖေရဲ့မမေရဲ့ရှိသေးတယ်။ပေါက်စာလေးခမများသူ့မိဘများကထားသွားခဲ့တယ်။ဒါကြောင့်သူကအများကြီးကောင်းပြီးစောင့်ရှောက်ရမယ်တွေးထားတယ်။ထိုနေ့ကသူတို့နှစ်ယောက်လုံးပကြီးဆွဲရည်နဲ့အချိန်ကုန်နေတော့တယ်။လင်းညိုနဲ့ဇန့်ရဲ့ตาရတဲ့နေရက်လေးတွေဟာအမွာနှကောင်စိတ်ယုံကဆင်းလာတဲ့နေကစားပြီးကွယ်ပြောက်သွားခဲ့တယ်။အဲ့ဒီနေ့ကလင်းညိုနဲ့ဇန်ဟာခြံထဲမှာဆင်းပြီးလင်းညိုတရောထိုးပြတာကိုဇန်ကနားထောင်နေခဲ့တယ်။ခြံကျဲကြီးကိုဖျက်တိုက်တဲ့လင်းကြီးလေးဟာမုန်းစရာကောင်းတဲ့လူတွေရောက်လာတာကိုမဟန့်တားနိုင်ခဲ့။ဈေးရတက်တင်နဲ့ကြပြတက်တင်ပင်ကြပြဒီမှာလာကြည့်ပါဦး။အစုပ်ပြစ်ခံခွေးလေးနဲ့မယငယ်ရဲ့သားပနံ့တဲ့နေတယ်ဟာတူရစုတာအံ့ဩစရာမဟုတ်ပါဘူး။ကြပြကလည်းခိုးခက်ရှိလေတယ်။သူမတို့ကလင်းညိုနဲ့တစ်နှစ်လောက်ပဲကွာတယ်။ငယ်ကလေးကလင်းညိုမမေကြောင်းသူတို့အမေကထွက်သွားရသည်ဟုအောင်းမေကဒေါ်မေသူစေပိုင်ကိုရောလင်းညိုစေပိုင်ကိုရောအမုန်းကြီးမုန်းနေတော့တယ်။ဟုတ်ပါဇရာရဲ့ကြည့်ပါဦးခွေးလေးကိုတရောထိုးပြနေတဲ့မယံငဲ့သားမှာအဖိုးကသူ့ပဲရှိတာမဆမ်းပါဘူး။ဇန်ကိုကြည့်လိုက်တော့ကိုရဲ့မျက်လုံးတွေဟာနီးရဲလိုနေတယ်။နှကန်းတစ်စုံကလည်းဒေါသကြောင့်တဆက်တုံနေတယ်။နူးညံ့တဲ့ကိုဒီလိုဖြစ်တာဇန်မမြင်ဘူး။ကိုကလက်သီးတွေကိုတင်းဆုပ်ထားခဲ့တယ်။ဘာလဲလင်းညို့မင်းကငါ့ကိုထိုးချင်တာလား။ထိုးလေမင်းအမေလိုသုံးစားများတဲ့စောက်ကြောက်ကမြန်ဇေယျတက်တင်ကမထီမဲ့မြင်နေသူ့ပါသူထိုးပြကစိန်ခေါ်တယ်။ကိုရဲ့လက်တွေမြောက်တက်သွားချိန်မှာဇန်ဟာမျက်လုံးတွေပြောင်းဝေးပြီးကိုလက်ကိုလန်ဆွဲလိုက်တယ်။မဟုတ်ဘူးအကောင်ဇေယျကအားကြီးတယ်ကိုပဲနာမယ်။ကလေးလေးပေးမယ်သူကကိုထက်အားပိုရှိနေတယ်။နောက်ဆုံးတော့သူကိုဆွဲတာအောင်မြင်သွားတယ်။ဒါပေမဲ့ကိုမျက်လုံးတွေဟာနီးရဲပြီးတကိုယ်လုံးတစ်ဆက်တုံးကဇန့်ထန်ကြည့်လာတယ်။မင်းငါ့ကိုတားလားမင်းရပါငါကပြောတိပြောဖက်နဲ့မင်းအားကိုးစရာလို့မထင်လို့ကြောက်ပြီးဆွဲရလားကိုဒေါသထွက်နေတယ်ဇန့်ကိုလည်းအတန်တွေတုံကအော်နေတယ်ဇန့်မျက်နှာပြက်သွားတယ်ဇန့်သိတာပေါ့ကိုကမာနာကြီးတဲ့လူအထူးသဖြင့်ဇန့်ကိုဆိုရင်အကြီးနဲ့အငယ်သူကပဲကာကွယ်ပေးရမယ်လို့အထင်ရှိနေရလေမဟုတ်ဘူးသူအဲ့ဒီအမွာကိုမကြောက်ဘူးသူကြောက်တာကကိုခိုင်းမိမှာပဲသူ့လိုအကောင်သေးလေးရလဲကိုမကာကွယ်နိုင်ဘူးအဲ့ဒီအတွက်ဇန်ကိုဘာသာကိုမုန်းတယ်လင်းညို့မှာ
ပေါက်စလေးကပင်သူ့ကိုကာကွယ်ပေးနိုင်မည်ဟုမယုံကြည်ပင်အတင်းဆွဲနေတာကြောင့်အတော်လေးဒေါသထွက်သွားတယ်။အမရီရဲ့စကားကလည်းသူ့ရှင်ဝါကိုစောင့်ကန်သလိုပင်မယငယ်သားမယငယ်ရဲ့သားတဲ့ဒါကလင်းညို့အတွက်ဖះကပေးအပ်တဲ့ချိန်စာပင်သူ့ကိုထီရင်သူမနာမာမီကိုထီတာတော့သူနာပါတယ်အဆုံးသတ်တော့လင်းညိုဟာထိုနေရာကလှည့်ထွက်လာခဲ့ရတယ်အဲ့ကောင်တွေနဲ့ရှန်ဖြစ်ဖို့သူမကြောက်ပေမဲ့မာမီကအကြီးတွေကိုရိုသေလေးစားလို့တင်ထားတယ်တခုခုဆိုဒဲဒီကလည်းသူ့သားကြီးသမီးကြီးကိုထီတာကြိုက်မှာမဟုတ်ဘူးချန်နယ်တွင်ဇန်တယောက်တည်းငိုကကြံနေခဲ့တယ်သူငိုတာကအမွာနှကောင်သူ့ကိုကန်ကြောက်ကရိုက်နှက်သွားလို့မဟုတ်ကိုကသူ့ကိုစိတ်တိုးပြီးထားသွားတော့ကြောင်းမေကိုမကြည့်ပြရင်ဒီအိမ်ကြီးမှာဇံမနေရဘူးကိုဇံကိုမုန်းသွားမှကြောက်တယ်နောက်ရက်တွေမှာတော့ဇံတယောက်အရွယ်နဲ့မလိုက်မဖက်ခါစီခံရတယ်အမွာနှကောင်ကဇံကိုခဲချွန်ထားနဲ့ထိုးမယ်လို့လိုက်စားတယ်ဇံကရုံရည်ကန်ရင်ကဗျာလက်ကဓာဟာဇက်မျက်ခုံးကိုဖျက်ထိသွားတယ်။သွေးများမြင်မကောင်းအောင်ကြာလာပြီးဇန်ကြောက်ခါအော်ငိုလေတယ်။အမွာနှကောင်ကသဘောကျပြီးတရေများလို့တဟဟရှိနေတော့တယ်။သူတို့ကတကယ်ကိုစုံမမဲ့သူမရှိ။တောင်းကျခြင်းတိုင်းတောင်းကျနေသူများပင်ကိုရောအန်တီမေသူရောအိမ်မှာမရှိ။မမမီမိုးကသာဇန်တရာကိုပြီးစလွယ်ဆေးထွက်၍ပတ်တီးစီပေးတယ်။ဇန်တယောက်အိယာထဲမှာကွယ်လေးလဲရင်အနာရှိန်ကြောင့်အဖျားတက်နေခဲ့တယ်။သူ့စိတ်ကူးထဲတွင်အမွာနှကောင်ကိုလိုက်လက်စားချီနေခဲ့တယ်။ကောင်းလေလာစံပြုတ်တော့အောင်မမမီမိုးကတက်တလောက်မှတ်တလောက်ဂယုဆိုင်ပေးတော့လေဇန်လေးခမထားသွားရက်သည်ဖေဖေနဲ့မေမေကိုအောက်မေ့ရေးငိုကြွေးနေခဲ့တယ်။သူမဒီအိမ်ကြီးအရှိတွေနေရတာကတစ်ဆက်လေးမှမလုံးချုံသူ့ရဲ့အာကိုရာကိုကလည်းသူ့ကိုမုန်းသွားလေပြီအခုလဲသူဘာမှမစားပေမမမီမိုးကလည်းသူ့အလုံးနဲ့သူမလုံးကြာမကြည့်နိုင်စံပြုတ်ပကံထားကထွက်သွားတယ်စံကြောက်လန့်နာရောဝမ်းနေတာရောဒေါသတွေရောခံစားချက်တွေရောပြုံကအဖျားတက်၍တတိလစ်သွားတယ်ညဘက်တွင်အေးဆက်နေသောဇန်ကိုဟာအနှွေးတက်လေးကိုအာယုံခံမိတယ်ဟာတော့ပတ်တိကြီးနဲ့မှန်စံဖျားပါနေရလားကိုအတန်ကိုဝေဝါကြားရတယ်ကိုခန္ဓာကိုယ်ကရက်နဲ့တင်းပြန်လေးကလည်းဇက်စီတိုးဝင်လာတယ်ကိုလားအကွဲနေတဲ့လေချောင်းတစ်လျှောက်ဟာစစ်ကနေနေအောင်ကြိုက်ခဲသွားတယ်မိစားနဲ့မြိုက်ထားသလိုတကိုယ်လုံးကပူနေတယ်ကောင်လေးကစကားမပြောစဘူးပြောလာ၍လင်းညို့အံ့ဩသွားတယ်ကောင်လေးကအရင်ကဆိုခေါင်းငိတ်ခေါင်းခါပြုံးပြတာရဲ့ပဲလှုပ်တတ်တယ်လေဟုတ်တယ်ကိုပါတော့ဇန်ဘလုံးပထွေးနဲ့ရေရှုနေမိတယ်တော့မဟုတ်ဘူးကိုကျွန်တော်ကတော့ပါဇန်မင်းမြတ်တော့လင်းညိုကတော့ဘာမှမကြနိုင်သူခမဟိုတနေ့ကကောင်လေးကိုစိတ်ဆိုးပြီးပြစ်ထားမိတာကိုစိတ်မကောင်းဖြစ်ကအိမ်ရောက်ချင်းချော်ရမ်းပြင်းတော့ကောင်လေးကမမြင်ဝင်စရာပတ်တီးကြီးနဲ့ဖြစ်ကအဖျားလဲတက်နေတယ်လင်းညိုအပြေးလေးမမေ့စီသွားကအကျိုးအကြောင်းပြောပြတယ်မာမီလည်းပြရခက်ကလိုက်လာလေတယ်သူတို့ရဲ့ family ဒေါက်တာကိုချက်ချင်းပေးလိုက်ရတယ်ဇန်ကတော့ကိုသူ့ဘေးကခွာသွားတာကိုခန်းစားလိုက်ရပြီးထက်တတိမိသွားတယ်နောက်ရက်များတွင်ဇန်ဟာသူ့ကိုနှိပ်စက်သည့်အမွာတွေကိုဒေါသထွက်တော်လဲတစ်ဖက်ကတော့ကိုကသူ့နားမှာပဲရှိနေတာကြောင့်ကြက်၍ကျေးဇူးတင်မိတယ်ဒါပေမဲ့ကြပြလက်ချက်ကြောင့်မျက်ခုံးကွဲသွားသောအမရွှတ်မှာဇက်အတွက်တေးရပါဖြစ်သွားတယ်ကိုကထို့ဖြစ်ရဲ့နောက်ပိုင်းသူ့ကိုစိတ်ဆိုးပြေကအရင်ကထပ်ပင်ဂယုဆိုင်နေတယ်ကိုကအင်္ဂလိပ်ကျောင်းတွင်နေသူဖြစ်၍အင်္ဂလိပ်စကားကိုကျွမ်းချင်းပြောတတ်တယ်ကိုအင်္ဂလိပ်စကားကအတန်ထွက်ပြပြတသားနဲ့မို့နားထောင်လို့အလွန်ကောင်းတယ်ဇက်ကိုလည်းသင်ပေးပါတယ်စာကိုစိတ်မဝင်စားပဲကိုပဲကြည်နေတော့ဇက်အင်္ဂလိပ်က Hello ကို I love you ကမတက်ပေထို့သို့ပြောလေတိုင်းကိုကရီပြီးဇက်စပင်တွေကိုထိုးဖွာတတ်တယ်ကိုရီတန်လေးကဆဲလဲတန်လေးလိုလွင့်နေတယ်ကိုကကျင်နာတတ်တယ်
ဆန်မျက်ခုံးကအမယုတ်ကိုလည်းသူ့လက်ချောင်းရှည်လေးတွေနဲ့တိုးထီကအမယုတ်ပြောက်စေဆိုလာပါလားလိမ့်ပေးတတ်တယ်။ဆန်မျက်နှာမှာအမယုတ်ထင်မှာကိုကပိုးစိုးရိမ်နေတယ်။နောက်ရက်တွေကိုចောင်းသွားရင်ဇံပြေးနေတော့တယ်။အမတွေကလည်းចောင်းသွားတော့တမျိုးတော့နာအေးပါတယ်။ဇံအတွက်ဤမြစ်တာရှိန်မျိုးကငရဲကန်ဆိုပေမဲ့ထိုငရဲကန်၌ကိုကသူ့ကိုလာကဲတင်တော့ကောင်းကင်ဘုံကနှက်သားလေးပင်တနေ့ခန့်ကြာတော့ဇန်တယောက်ဒီမှာပြောလာခဲ့တယ်။အဒီကတော့ကိုပင်ကိုသူ့အရင်ကထက်တွေ့ညီလာခဲ့တယ်။ကိုကလည်းသူ့ကိုမျက်စိအောက်ကအပြောင်မခံရအောင်ဂယူဆိုင်တယ်။တစ်ချိန်လုံးသူနဲ့ပဲကစားပေးတယ်။ဇန်ကိုလည်းကြပြတွေတင်ပေးတယ်။တခါတလေညအိယာဝင်ပုံပြောပြီးတိတ်တက်သေးတယ်။အားလည်းရမြတွင်တော့ကိုကတရောထိုးပြီးတချင်းမှဆိုပြတတ်တယ်။ဇန်ကတော့မျက်လုံးလေးအဝိုင်းသားနဲ့နားထောင်တာပေါ့အေးဆေးနူးညံ့နေလို့ထင်ရပေမဲ့ကိုရဲ့စိတ်ဓာတ်ကတကယ်တော့မာကျောပါတယ်ကိုကအမွာနှစ်ယောက်နဲ့အပြိုင်ရန်ဖြစ်ကဇန်ကိုကာကွယ်ပေးတတ်သေးတယ်လေကိုဟိုအမွာကထီရင်ဇန်ကလည်းမခံပေနိယာပစ္စည်းကောက်ဆွဲကထူရိုက်ပြတယ်ကိုနဲ့သူနှစ်ယောက်ပေါင်းတော့ဟိုနှစ်ကောင်ကနည်းနည်းလန့်ပါတယ်ဒီလိုနဲ့ကိုကြောင့်ဇန်လေးအနိုင်ကျင့်ခံရတာလျှော်လာတယ်။အန်တီမေသူကဒီတစ်ခေါက်ကြောင်းပြန်ဖွေရင်သူ့ဘာကြောင်းအပ်ပေးမယ်လို့ပြောတယ်။ဇန်ကတော့ကိုနဲ့ကြောင်းတူသွားမယ်ဆိုတော့အပျော်ကြီးပျော်နေတယ်။အမွာနှကောင်နဲ့တွေ့ရချိန်လဲနေသွားမယ်လေ။ထိုညကဇန်အိတ်လိုတော့မပြော။ကိုကပြောတယ်။မနေ့ပြန်ကိုနဲ့ဇန်ကိုအန်တီမေသူကကြောင်းအပ်ပေးမတယ်။ကျွဲဝါလွန်းသောဦးလင်းသက်တဲ့အတွက်ကလေးတယောက်ကိုကြောင်းစိတ်ပို့ပေးရသည်ကကိစ္စမရှိပေ။ပြောရသည်ဦးလင်းသက်တင်ကဖာသည့်ဖာသာနေတတ်တော်လဲစိတ်ထားကောင်းပါတယ်။အန်တီမေသူကဇန်ကိုကြောင်းထားပေးခြင်းနဲ့ဆိုတော့သူကပင်ပညာဒါနပြုတယ်လို့သဘောထားကထောက်ပံ့မယ်ပြောလာတယ်။လူတွေနဲ့ခက်ခဲနေတတ်တဲ့သူ့သားငယ်အတွက်လဲအဖို့ရတယ်လို့အောင်းမိထားပုံရတယ်။အန်တီမေသူကကျောင်းယူနီဖောင်းအသစ်ဝယ်ပေးမယ်ပြောလာတော့လဲဇန်ကညင်းနေသူကကိုနဲ့မတော်တော့တဲ့ယူနီဖောင်းအဟောင်းကိုပဲတောင်းခဲ့တယ်ကိုကမော်ဒယ်ဘွိုင်းလိုတန့်ပြန့်ကစတိုင်ကျသူဖြစ်တော့သူ့အင်ဂျီတွေကအဟောင်းဆိုတာတောင်တစ်လွင်လိုနေတယ်ထို့အပြင်ကိုစီကရှာတတ်တဲ့ရနဲ့တင်းတင်းလေးလေးရှိသေးတယ်ဒါကြောင့်ဇန်ကကိုအင်ဂျီကိုပဲသဘောကျတယ်အန်တီမေသူကိုလည်းအပိုအကုန်းမခံစေခြင်းပဲမနက်ပြန်အတွက်ထုတ်ပေးထားသောယူနီဖောင်းလေးကိုအိပ်ယာဘေးတွင်တရိုတသေးခောက်တင်ထားရင်းဇန်ပြုံမြူးနေတော့တယ်။သူခမယူနီဖောင်းလေးကိုမမြင်ကွယ်ရဗီဒိုထဲပင်မထားရန်ဘေးနာကိုတယူတရထားအိတ်တယ်။ပထမဆုံးကျောင်းစတက်ရမယ့်ကလေးငယ်အတွက်ထိုအရာကစွန့်စားကန်ကြီးလိုစိတ်လိုရှာပွဲဖြစ်နေခဲ့တယ်။ကိုနဲ့အတူတူသွားမယ်လို့တွေးပြီးတော့ဇန်မပိုးလို့တောင်ပျော်သွားတယ်။ဇန်တယောက်အိပ်ပျော်သွားချိန်တော့အိမ်မက်ထဲတွင်သူကကိုလက်ကိုတွဲကနှစ်ယောက်သားပျော်ပျော်ရွှင်ရွှင်နဲ့ကြောင်းတူတူသွားနေကြတယ်လို့မှတ်နေခဲ့တယ်။ကံကြမ္မာဟာအမြဲတစေပင်လှည့်စားတတ်ပါတယ်။ဒါကိုကသူ့ရဲ့ဝတီလိုဖြစ်နေတယ်။ယခုလဲလူမမဲကလေးတယောက်ကိုမိဘကအစွတ်ပြစ်ခံဘဝရှာအောင်ဖန်တီးပေးတယ်။ဇန်ကသူ့မိဘတွေဘာကြောင့်သူ့ကိုထားခဲ့ရတယ်သူမသိ။သူတီတာကသူ့ကိုထားခဲ့တယ်ဆိုတာပဲမြစ်တာရိတ်မြုံစံအင်ကြီးဟာသူ့အတွက်မလုံခြုံခဲ့နေစဉ်ရက်ဆက်အနှိမ့်ဆက်ခံအလောင်ပြောင်းခံအနိုင်ကျင့်ခံရပြီးမှသားအမိနှစ်ယောက်စီကမြစ်တာတဲ့ကြောင့်သူအစဉ်ပြေလာခဲ့လေတယ်အရာအလုံးဟာအသားကျသွားကသူ့ထံတွင်ပြောစရာအနာဂတ်စိတ်ကူးလေးများရလာကမှကံကြမ္မာဟာသူစီကရက်ဆက်စွာထိုစိတ်ကူးလေးများအားတစားစီချွေမော့သွားခဲ့တယ်အကြောင်းကဒေါ်တထားမြတ်တယောက်နိုင်ငံရခြားကခင်မွန်းစီမှာအကြောင်းကြားစာရကဟိုမှအစဉ်ပြေနေ၍တာအမိနှစ်ယောက်ကိုခက်မြက်မြက်လိုက်လာခိုင်းခြင်းပဲဒေါ်တထားမြတ်လည်းတွေ့ဝေမနေပဲညကြီးမင်းကြီးတာဖြစ်သူထံအပြေးလာကခေါ်ယူရတော့တယ်ဒေါ်မေသူစေပိုင်ခမဘလို့မှစိတ်မကောင်းပေတာကိုအမိတန်အရာတာကရုတ်တိတန်တော်လဲထိုကလေးအပေါ်တန်ရောစင်တွေ့နေသောတာငယ်ကိုညီတို့ချုံမော်ရပါမည်နီလင်းညိုရောဇန်ရောဟာတ
သူတို့နှစ်ယောက်ခွဲခွာဖို့အကြောင်းတရားဖန်လာတာကိုမသိပဲအေဂျင့်စွာအိပ်ပျော်နေခဲ့တယ်။ဒေါ်တထားမြတ်ကတော့သူမရဲ့ကျေးဇူးရှင်အမမေသူကိုထိုင်းရှိခိုးကပြန်လဲကျေးဇူးဆက်ပါမယ်လို့အထက်ထက်ကတိပေး၍အိမ်နေသောဇန်လေးကိုပွေကငှလာတဲ့ကားနဲ့ခတ်တုတ်ပြန်ထွက်သွားခဲ့တယ်။ဒေါ်မေသူစေပိုင်မှသာမျက်နာမသာမရနဲ့ကြံ့ရည်နေခဲ့တော့တယ်။ဆန်ဟာသူ့ရဲ့ကိုနှုတ်ဆက်ခွင့်မရခဲ့သလိုလင်းညိုဟာလည်းကောင်လေးရဲ့နာမည်ဟာသူခေါ်နေကြတော့မဟုတ်ဆိုတာကိုမသိလိုက်ခဲ့ကဲကြမသာဇက်ဆရာဆိုရင်အဲ့ဒီဇက်ဆရာကဝမ်းနဲ့ဖွေရဇက်ကြောင်းတွေကိုပဲအသားပေးရေးတဲ့သူဖြစ်မယ်ထင်ပါရဲ့အပိုင်း3 12နှစ်ခန့်ကြာတော့ဘယ်ခွေးကောင်ဒီခန်းထဲကိုဝင်သေးရလဲခန္ဓာထဲဝါတဲ့နန်းတော်တမြဆဲအိမ်တော်ကြီးမှာဒေါသနဲ့အော်ဟစ်တန်တန်ဟောင်းလေတူထဲ၌ကျဲလောင်စွာပြန့်လွင့်လိုလာခဲ့တယ်။တခင်လေးဒေါသထွက်နေပြန်ပြီ။ပြည့်မြင့်လောက်ပါအောင်ဟာအိမ်တော်ထင်းကြီးရောဘမလဲ။အစေခံတွေအားလုံးပြရခတ်လို့နေတယ်။သူတို့တခင်လေးရဲ့ဒေါသအကြောင်းကိုအတိဆုံးပဲ။တခင်လေးဆိုတာကဤဆဲအိမ်တော်ကြီးရဲ့အရှင်တခင်ပဲ။သူကိုအကုန်လုံးကတော့လို့ခေါ်ကြတယ်။သူဟာမြန်မာပြည်ကထိတ်တန်းစရင်ဝင်တထေးလီမယားရဲ့တူဦးတီတော်သားဖြစ်ပြီးသူမိဘနှစ်ပါးဟာအမေရိကမှာအခြေချနေကြတယ်။အသက်19နှစ်အရွယ်မိဘတွေနဲ့ခွဲနေတဲ့သုံးဟာမွေဟောက်တကောင်လိုအမျက်တစေဒေါသကြီးကကြားရဲတကောင်လိုထင်ရဆိုင်နေတတ်တယ်။ဤမြချမ်းသာတဲ့တခင်လေးကအလိုလိုက်ခံရတော့ငငယ်ရွယ်နဲ့အထက်အကုတ်မဲ့ပျက်စီးနေတာကအကြောင်းတော့မဆန်းချေ။တခင်လေးဘာမှဖြစ်လို့လဲအိမ်တော်ထင်းကြီးကကြပြပြေးလာတယ်။တောကစူးရဲနေတဲ့လူသက်လူသည့်အရေးအယောင်များဖြင့်လှည့်ကြည့်လာတယ်။တောဟာရေချိုးပြီးစားဖြစ်မယ်။သူ့ရဲ့အပေါ်ပိုင်းကဗလာကျင်နေပြီးသူ့ရဲ့အဖွတ်ထစ်များနဲ့ရှင်ဘက်ဟာထိုးထားတဲ့လျှက်စီးတဲ့တိမ်တိုက်များနဲ့လက်ဆွဲတော်တူကိုကိုင်ဆောင်ထားတဲ့မိုးချိုးနှက်ဖျားရဲ့တတူပုံကြောင့်အသက်ဝင်စွာရုပ်ကြွနေတယ်။သူက18နှစ်ပဲဆိုတာကြိမ်တွယ်ပြောရမယ်။ခန္ဓာကိုယ်ကထွားပြီးအရက်က6ပေနီးပါးဖြစ်နေတယ်။သူ့ရဲ့မျက်နာကတော့ထင်းလင်းသောမျက်ခုံးစူရဲနေသောမျက်ဝန်းဖြောင့်တန်းနေသောနာဒန်တို့နဲ့အလွန်တရာချုံမောကကြည်ကောင်းနေတယ်။ထိုချုံမောတဲ့မျက်နာထက်တွင်အဆက်မပြတ်လောင်မြိုက်နေသောဒေါသတွေကြီးရှိနေတာကစိတ်မကောင်းစရာ။ဘယ်ခွေးကောင်ဒီထက်ကိုဝင်လာလဲလို့ငါမေးနေတယ်။တော်ဟောင်းအိမ်တော်ထင်းကြီးနောက်ကကက်လျက်ပါလာသောအစေခံတို့ကိုကြည့်ကကြောက်မက်ဖွယ်ချိန်မောင်းလိုက်တယ်။အစေခံတယောက်မရတရဲရှိထွက်လာတယ်။ဘာဖြစ်ရှင်းချက်မှမပေးရသေးခင်အစေခံခမတပတ်လေကျသွားအောင်အထိုးခံရတယ်။သွေးတွေနှာခေါင်းမှရောနှာခမ်းမှရောယိုစီကြလာတယ်။မင်းကိုဘသူကဒီအင်ကြီးကိုထိခိုင်းတာလဲ။တော့မှသူ့ကောက်အောက်တွင်တမျက်တနိုးထားတဲ့ယူနီဖောင်းလေးလက်ရပြက်နေတာမြင်တော့ဘလို့မှကိုဒေါသထိမရတော့ပေ။သူစက္ခါပင်ထိုးချပြလိုက်တယ်။အစီကံကောင်လေးသွေးတန်ရှဲရှဲနဲ့မေ့မျောသွားခဲ့တယ်။တော့ရဲ့ဒီဒေါသတွေကြောင့်ဤအိမ်၌နုနဲ့မင်္ဂလိအစီကံထား၍မရချေ။တော့ကမင်္ဂလိရောဘာရောနားလေတာမဟုတ်။သူဒေါသထွက်ရင်အကုန်တောင်းချမ်းပြတဲ့။စိတ်ရှိလက်ရှိပြစ်ထိုးပြီးနောက်တော့အကုန်လုံးကိုထွက်သွားခိုင်းလိုက်တယ်။သူစိတ်တွေလွတ်သွားတာဒီတစ်ပတ်အတွင်းဘယ်နဲ့ချိန်မှသူမသိ။ဒီတစ်ခါကတော့အဆိုးဆုံးပဲ။အမျက်နှိုးဆုံးအရာလေးအထီခံရတာလေ။တော်တယောက်အဝေးအစားလဲကရေဆိုးနေသောသပင်တို့ကိုခက်ကြကြတုပ်ပြပြီးဝရန်တာတွင်ထွက်ထိုင်ကစီကရက်တလေးကိုကောက်ဖွာနေခဲ့တယ်။ယူနီဖောင်းလေးကိုတော့နေသားတကျထားခဲ့တယ်။19နှစ်သားကစီကရက်တောက်တက်တာအပြစ်တင်တော့မစိုးစေခြင်းမှာထို့သောတောက်တက်လာအောင်မဲ့ကဲကျမကစံညိုရှိခဲ့သည်မဟုတ်ပါလုံးတော့ငငယ်ကတည်ငြိမ်အေးချမ်းသောမိသားစုလေးကမွေးလာခဲ့တယ်သူကလည်းအဆက်အကြောက်ကြီးတဲ့တာမန်ကလေးလေးတယောက်ပါပဲအရာအလုံးပုံမှန်ဆယ်နေရမှာလောကရန်ကရိုက်ခက်ကစီးပွားကြသွားတော့ဖေဖေကသူနဲ့မမေကိုထားကနိုင်ငံခြားကိုစီးပွားရှာထွက်သွားတယ်နောက်တော့မေမေကပါတော့ကိုဒစိမ့်ဆက်ဆန်အင်ကြီးတအိမ်၌ထားသွားခဲ့တယ်။ကလေးလေးတော့အတွက်အစွတ်ပြစ်ခံဘဝကတကယ်ကိုကြေကွဲစရာအနိုင်ကျင့်မှုအထီးကျန်မှုတိမ်ငယ်မှုတွေနဲ့ပဲဘဝကခြားလေဆိုင်နေခဲ့တယ်
လင်းညိုစေးပိုင်းဆိုတဲ့ကောင်လေးတယောက်ဘဝထဲဝင်လာမှသူ့အတွက်လောကကြီးဟာအကြည့်တမ်းမှုလျော့ပါလာရတယ်။အညိုရောင်ဆန်တွေလှပတဲ့မျက်ဝန်းတစ်စုံနီဆွေးတဲ့နှက်ခမ်းလွှာနှာတံဘောကမဲ့လေးနဲ့လက်ချောင်းလေးတွေခြေချောင်းလေးတွေကအစပြည့်ပြည့်စုံနေတဲ့ကောင်လေးပုံနူးညံ့ခြင်းဆိုတာကိုရဲ့ဖြစ်တည်မှုလို့ပြောရလောက်အောင်ကိုကနူးညံ့နေစိတ်ရှိတဲ့တနာတတ်တဲ့ကျင်နာတဲ့အတောင်မှကျိုးနေတဲ့ငှက်ငယ်လေးလိုတော့ကိုတယူတရအကာအကွယ်ပေးတယ်ဆောင်းလျှောက်တဲ့လူကြီးဆန်နဲ့နှစ်သိမ့်တတ်တယ်ကိုရဲ့ကောင်းခြင်းတွေကိုပြောရရင်ကုန်မယ်လို့မထင်မျက်ဝန်းတွေပိတ်ထားပြီး secret ရဲ့အရာသာခံနေတဲ့တော့ဟာခပ်ပပပြုံးမိတယ်ဒီလိုပဲဒေါသတွေထွက်လိုက်ကိုအကြောင်းတွေးမိရင်ပြုံးလိုက်နဲ့တော့ကအယူပုံကိုကသူ့အတွက်စိတ်ဆန်းရည်ကြီးလေးပင်လွန်ခဲ့တဲ့နှစ်တွေမှာကိုကသူ့ရဲ့ကျေးဇူးရှင်အခုကျတော့ကိုကသူ့ရဲ့ကိုးကွယ်ရာသူ့ဘဝကိုသူတော့လက်မလျှော့ရတဲ့အကြောင်းကကိုအကြောင်းပင်ကိုနဲ့ပြန်ဆုံခြင်းနဲ့ငငယ်ကသူအားကိုခဲ့ရတဲ့ကိုရဲ့အားကိုရာဖြစ်ခြင်းနဲ့ပကြီးဆွဲတရောထိုးအင်္ဂလိပ်စာဘာမဆိုသူမတက်တာမရှိတဲ့ကိုအအော်တကြီးငေးကြည့်ခြင်းသေးတယ်ကိုအမရွတ်ထင်မှကြောက်ခဲ့တဲ့တောရဲ့ဘဲမျက်ခုံးမှာအမရွတ်ခက်သေးသေးလေးရှိတဲ့အကြောင်းပြောပြခြင်းသေးတယ်ဒါရီရသူအိမ်မက်သူ့ရှိမှန်းချက်ပဲတော့ရဲ့အစုံမရှိတဲ့ဒေါသတွေဟာမမျော်လေးပဲကိုနဲ့ရုတ်တရက်ခွဲခွာရခြင်းကအစာပြုခဲ့ရတယ်ထိုနေ့ကမနေ့ကျရင်ကိုနဲ့ကြောင်းသွားရမယ်ဆိုပြီးစိတ်ကူးလေးနဲ့ပျော်ရွှင်ကသူအိပ်ပျော်သွားတယ်။နိုးလာတော့သူကနိုင်ငံရဲ့ခြားကိုသွားမဲ့လေရင်ပေါ်ရှောင်နေခဲ့တယ်။သူငိုယိုကကန်ကြောက်ပေမဲ့ကိုစီပြန်သွားဖို့အခွင့်မသာတော့ပေ။သဘောကျတဲ့လက်ဆောင်လေးတစ်ခုကိုပေးပြီးမှပြန်ယူသွားတာကကန်တရားကမရက်ဆက်ပေးဘူးလား။တော့ဖေကစီးပွားရေးကျသွားရတဲ့ဒဏ်ကိုခံရပြီးနောက်သူရောက်နေတဲ့ US မှာအလုပ်ကိုကြိုးကြိုးဆဆလုပ်ခဲ့တယ်။ငကိုကလေးကစီးပွားရေးအကွက်မြင်တတ်သူပြီးတခါတည်းဘူးပြင်ဖို့နားလဲသွားကပိုးလို့တော့အကွက်မြင်၍တရိပ်ရိပ်စီးစိမ်တွေတိုးလာခဲ့တယ်။တော့မေကရောဘာထူလဲ။ Money is the second goal လို့ကိုထင်လာကတစ်ချိန်လုံးငွေရှာနေခဲ့တယ်။တကယ်တော့သူမဒီလဲစင့်ရတဲ့ဒဏ်ကိုအလူအလဲခံခဲ့ရတယ်မဟုတ်ပါလား။ထိုလင်မယားနှစ်ယောက်ရဲ့အားထုတ်မှုကနှစ်အနည်းငယ်အတွင်းUS လိုနိုင်ငံတွေဘဏ်ခွဲပေါင်းများစွာရှိသည့်ဘဏ်ကြီးတီထောင်နိုင်အောင်အထိဖြစ်လာခဲ့တယ်။သူတို့ဘလောက်တောင်ချမ်းသာခဲ့လဲဆိုတာဖျားပဲသိမယ်။တော့ကအထက်တဲ့ကျောင်းသားဘဝမှာပဲမြန်မာပြည်ကိုပြန်ကြောက်တက်မယ်လို့အရေးဆိုတော့တယ်။ဖေရောမေရောကငွေနောက်ကိုပဲလိုက်နေခဲ့ရာတော့ကိုပေးတဲ့အချိန်တွေဟာမရှိသလောက်နေခဲ့တယ်။လိုနေတာကမေတ္တာတရားပဲဖြစ်ရာရွှေလိုချင်ရွှေငွေလိုချင်ငွေရှာသောဘဝတွေနေရသည့်တိုင်တော့ကမပြောပိုင်ငယ်ဘဝဟာအထီးကျန်ဆန်မှုမိခိုရကင်းမဲမှုမြစ်တာတဲ့မရရှိမှုတို့နဲ့ပဲပြည့်နှက်ခါခယောင်လန်းလိုကြမ်းတမ်းလာခဲ့တယ်။တော့လဲတဖြည်းဖြည်းအထစ်အကိုမဲ့လာပြီးခတ်ဆိုးဆိုးပေတေကောင်းလေးတယောက်ဖြစ်လာခဲ့တော့တယ်။ဒါပေမဲ့ငငယ်ကတော့ဆိုးတယ်ဆိုတာကိုအခုတော့ကရှိလိမ့်မယ်။တော့အတွက်ဘဝရဲ့အစိုးစွန်ထိကြောက်ထဲရောက်တာကသူမြန်မာပြည်ပြန်လာပြီးမြစ်တာရိတ်မြုပ်စဲအိမ်ကြီး၌သူရှာနေသောကိုမရှိတော့ဟုတီးလိုက်ရတဲ့အချိန်ပင်ကြားရတဲ့သတင်းကဘလို့မှကိုစိတ်မချမ်းသာစရာဦးလင်းသက်တင်ဒေါ်မေသူစေပိုင်နဲ့တားငယ်လင်းညိုစေပိုင်တို့ဟာလွန်ခဲ့တဲ့နေ့ပိုင်းကစပြီးကားအက်ဆီဒန့်ဖြစ်ကလေမယားနှစ်ယောက်ကတော့ပွဲချင်းပြီးဆုံးသွားတယ်ဟုပင်တားလင်းညိုစေပိုင်ကလည်းအကြီးအကျယ်တန်ရာရကအရေးပေါ်အခြေအနေဖြစ်သွားတယ်တဲ့ထို့နောက်တော့နိုင်ငံခြားကဒေါ်သူစာစိန်ပြန်လာကမြစ်တာရှိန်မြုပ်စက်အင်ကြီးကိုယုံဦးလေးသက်တင်ရဲ့ပိုင်ဆိုင်မှု access တွေယုံအကုန်လုံးကိုတင်ပြခဲ့တယ်။ရုတ်တရက်ဆန်းဆန်းဖြစ်သွားတာကြောင့်အမွေဆက်ခံမှုအလုံးဟာဇေယျသက်တင်နဲ့ကြပြသက်တင်တို့အမွာထမဲရောက်သွားတော့တယ်။ငကိုကမှမရငဲ့ရဲ့သားဆိုပြီးတတ်မဲ့ခံရသောလင်းညိုမှာသူ့အတွက်ဘာအမွေးမှကိုမကြံခဲ့။စေယုံစရိတ်ပင်လေးဦးလင်းသက်တင်ကသူ့အတွက်ပညာရေးအတွက်သုံးဖို့ဖွင့်ပေးထားတဲ့အကောင့်တွေကယူသုံးရတဲ့အထိအခြေအနေကခက်ခဲသွားခဲ့တယ်။အဲ့ဓာတွေတော့ကြတော့အရှင်လက်လက်မိမြိုက်ခံလိုက်ရသလိုပင်သူ့ကိုကဘာကြောင့်မြန်ဒီလိုကကြမ္မာဆိုးနဲ့ဆုံတွေ့ရတာလဲ။ကိုကလိမ္မာတဲ့လူလေဒါကြီးကလုံးဝမတရားဘူး။သူကကိုတစ်နှစ်လောက်တက်ခဲ့ဘူးတဲ့စေယုံကိုလိုက်သွားခဲ့တယ်။ဒါပေမဲ့
ကိုသူ့အဖွားနဲ့ဒေါ်မေသူစေပိုင်ရဲ့ညီမဒေါ်ဆန္နာစေပိုင်တို့ခေါ်သွားတယ်ဆိုတာကလွဲပြီးကွင်းဆက်ကပျောက်သွားတယ်ကိုအသက်ရှင်နေသေးတယ်လို့တော့သူတရေအတိအကျရတယ်တော့ကလည်းမလျှော်ပေသူကငယ်သေးတဲ့အရွယ်ဆိုတော့အိမ်တော်ထင်းကိုအာကိုကတရေစုံစမ်းစေခဲ့တယ်သို့တော့ဘာမှရေရှာမသိရထို့အချိန်ကာလများမှာတော့ခမများအယူမီဝိုင်းကူကြရမဲ့နေခဲ့တယ်သူမကိုဒုက္ခရောက်နေတာကိုသိတော့လဲတွေ့အောင်လဲမရှာနိုင်ကားလဲမကာကွယ်ပေးနိုင်ပေကောင်းငယ်လေးဇန့်လို့နည်းနည်းအရွယ်ရောက်လာတော့အထက်တန်းကျောင်းသားတော့ကလည်းခုံအားမဲနေခဲ့တယ်ငယ်ကဇေယတက်တင်နဲ့ကြပြတက်တင်တို့စော်ကားသမျှကိုလက်တီးကိုစုပ်အန်ကျိတ်ကပြန်လဲဆိုင်နေပြီးကာကွယ်ပေးတတ်တဲ့ကိုဘေးနာကတ်နေဖို့ပဲသူကတက်တယ်လေတော့ဟာအချိန်ကြာလာတော့ကိုမုန်တီမှုများနဲ့ဒေါသတွေပဲကြီးလာခဲ့တယ်သူကစိတ်ထင်ရဆိုင်နေမကောင်းတဲ့အရာတွေကိုလှုပ်ပြတတ်တယ်ဘသူကိုမှဂယုမဆိုင်ကိုချင်းစာတရားဆိုတာ14မှတော့မရှိတော့ပေတစ်ဖက်မှာလည်းကိုရှာဖွေတာအခုတည်းကောင်းမှစွာလက်မလျှော့ပေသူကအထက်တက်အရွယ်ရောက်လာတော့မြေအောက်လောကနဲ့အဆက်အသွယ်လောက်ခါကြေးစားအချို့ငါရွေပြီးတည်င်းအနက်ခံခိုင်းထားခဲ့တယ်အပေါ်ဆုံးကငွေဆိုတော့လောကကြီးကဇန်မင်းမြတ်တော့ဘက်ရောက်နေတယ်ဒါပေမဲ့ကိုကပဲအပုံကောင်းတာလားတော့ကပဲအတုံးမကြတာလားသူကိုမတွေ့သေးပေခိတ္တတွေ့ဆုံမှုမှာရိုက်ခတ်ခဲ့တဲ့လှိုင်းငယ်ကိုတွဲညှိသွားတဲ့ဇင်ရော်လေးဟာအပြောကျဲတဲ့ပင်လယ်ကြီးတဲ့သူ့ရဲ့ခိုးလုံရန်လှိုင်းငယ်ကိုပြန်တွေ့နိုင်ပါမလားအပိုင်းလေးသားလေးညို့ဓာရီထားလိုက်ပါတီလေးလှုပ်လိုက်မယ်သားစားသွားကြည့်တော့ကျောင်းပြန်တက်ဖို့ကတပတ်ပဲလိုတော့တယ်လေးလာစားရှိတာလေးလားဒေါ်ဆန္နာစေပိုင်တယောက်မိဖို့ခန်းထဲမှာထမင်းဆိုင်အတွက်ချက်ပြုတ်နေရင်လှန်អော်တယ်သူမကစေပိုင်ဆိုတဲ့ထမင်းဆိုင်ဖွင့်ထားတယ်လေတကယ်တော့သူမကအရင်ကကျောင်းဆရာမတယောက်ပါမြင့်မြတ်တဲ့အတန်မွေးမှုနဲ့ဝမ်းကိုကြောင်းရင်အဖြူနဲ့အစိမ်းဝက်ဆက်ကိုဂုံယူစွာဝစ်ဆင်ခဲ့တဲ့သူပါပဲ။ဒါပေမဲ့ကံတရားကလှည့်စားခဲ့တယ်။သူမရဲ့အမဒေါ်မေသူစေပိုင်းဆုံးပါပြီးတူလေးလင်းညိုစေပိုင်းအဆောင်ရှောက်မဲ့ကြံနေခဲ့တယ်။တူလေးကခါအက်ဆီဒန့်ကြောင့်နှစ်နဲ့ချီပြီးပြန်လဲတက်တာအောင်စိတ်ယုံမှနေခဲ့ရတယ်။အစားကစိတ်ယုံစရိတ်ကိုလင်းညိုရဲ့ဘဏ်အကောင့်ထဲကထုတ်ယူတော့လဲ။နောက်တော့ဒေါ်ဆန္နာစေပိုင်းဟာထိုဒီကရေရှည်နီးလမ်းမဟုတ်မှန်းနားလည်လာခဲ့တယ်။လင်းညိုရဲ့ပတ်စံကလင်းညိုရဲ့ရှေ့ရေးရှိသေးတယ်လေ။သူမခမမိမိကိုကြောင်းစိတ်ရှာထားပေးခဲ့တဲ့အမရဲ့ကျေးဇူးကိုပြန်လဲဆက်ခွင့်ရပြီးအောင်မေကတူဦးတီသောတူလေးကိုပြိုးထောင်ရန်ဆုံးဖြတ်လိုက်တယ်။ပထမသူမကအလုတ်ကထွက်ပြေးလိုက်တယ်။ကျောင်းဆရာမအလုတ်ရဲ့ဝင်ငွေဟာလင်းညိုရဲ့စေကူသားစေကိုဘလို့မှမကမိခဲ့။တစ်ဖက်ကလည်းလင်းညိုကိုအချိန်ပြည့်ပြုစုမဲ့သူလိုနေတယ်။နေပိုင်းတွေမှာသူမအမေလင်းညိုအဖွားဒေါ်မွန်စီပိုင်ကကြည်ပေးတော့လဲညဘက်တော့လိုသေးတယ်လေ။ဤသို့ဖြင့်ဒေါ်ဆန္နာစေပိုင်ဟာမိခင်ဖြစ်သူကိုဆောင်းရှောက်ရင်တူဖြစ်သူကိုပြိုးထောင်ရင်ဘဝကိုမြုပ်နှံထားတော့တယ်။သူမကထမင်းဆိုင်လဲဖွင့်အခြားစီးပွားရေးတွေလည်းလုပ်ရင်အခြေအနေဟာပြန်လဲတိုးတက်လာခဲ့တယ်။ကြည်တဲ့ကြွယ်ဝမနေသည့်တိုင်အလက်မကတော့အခြေအနေတော့ရောက်လာခဲ့တယ်လေ။သားသွားမှာပါတီလေးရဲ့ခဏပဲ။လင်းညိုတယောက်ကလတ်ထိုင်အချို့ကိုစီရင်ပြန်ပြေတယ်။စေပိုင်ကထမင်းဆိုင်ဆိုပေမဲ့ခဏနဲ့မဟုတ်ဝင်းနဲ့10ရောက်ခန်းနဲ့အထက်နှစ်ထပ်ပါတော့စားတော့ဆိုင်ပေအဓိကထားရောက်နာကမြန်မာထမင်းဟင်းဖြစ်နေ၍ထမင်းဆိုင်လိုလွယ်ခေါ်ကြခြင်းဖြစ်တယ်။ဒေါ်ဆန္နာစေပိုင်မှာတူဖြစ်သူရဲ့လိမ္မာရေးချရှိမှုကသူမတား၍ပဲမရနိုင်အောင်မှန်းသိတော့ထပ်တော့မပြောတော့ပေ။တကယ်တော့သူမကလင်းညိုကိုဒီအလုပ်တွေလုပ်စေချင်တာမဟုတ်အမဖြစ်သူထားခဲ့တဲ့အတိုင်းကြော်မောတထေးသားစမက်ကြပုံလေးပဲဖြစ်စေခြင်းနဲ့လင်းညို့ရဲ့စိတ်ကလည်းပြည်ကြီးမဒီအဖွားဒီအတော်ပဲရှိရာယောက်ျားသားဖြစ်တဲ့သူကပိုတောင်ဆောက်ရှောက်ချင်မှသေးတယ်။ကဲသွားတော့ဒါတီလေးကြည့်လို့ပါမယ်ဆို။ဟုတ်တီလေးသားသွားပြီနော်။ဒီညနေသိန်းတာနောက်မကြစေနဲ့ကားလည်းဖြည်းမောင်းပြန်လာခဲ့။ဟုတ်ပါပြီကွယ်။အသက်30စွန်းအပြိုကြီးတော့ဆန္နာကတော့ဒီကောင်လေးကိုဆောင်ရှောက်ဖို့ရအရာအလုံးဆွလွတ်ခဲ့တဲ့သူမရဲ့ရွေးချယ်မှုကိုနောင်တမရချေလင်းညိုစပိန်ကိုခက်ဖြည်းဖြည်းစီရင်အိမ်ကိုပြန်လာခဲ့တယ်
နေနဲ့ပြင်းတော့ခေါင်းကလည်းအဆောင်မပါတာနဲ့သူခေါင်းကိုက်လာတယ်တကယ်တော့အက်ဆီဒန့်မှာဦးခေါင်းကိုပြင်းပြင်းထန်ထန်ထိထား၍လင်းညို့အထူးဂယုဆိုင်နေရတယ်အခုထိစိတ်ယုံပြနေရသေးပြီစိတ်အချို့လဲတောင်းနေရတယ်မှတ်ညံအချို့ပြောင်းနေတာကလွဲ၍ကျန်တာတော့ထွေထွေထူးထူးမရှိချေမကြမီအပြည့်အဝပြန်ကောင်းလာမယ်လို့တော့ဆရာဝန်ကပြောထားတယ်လင်းညို့ဘဝကကံမကောင်းအကြောင်းမလားဟုပြောဖို့ရထပ်ပင်ဆိုပါသေးတယ်ငယ်စဉ်ကမရငဲ့ရဲ့သားဆိုပြီးအနေခံရတယ်မိဘနှစ်ပါးကိုတပြိုင်တည်းဆုံးရှုံးခဲ့ရတယ်လိုလေသေးမရှိကြွယ်ဝနေခဲ့တဲ့ဘဝမှသည်တုံညာဘဝသို့နေချင်းညချင်းရောက်သွားခဲ့တယ်စေယုံမှာတစ်နှစ်ခွဲနီးပါးဖြတ်တန်းခဲ့ရတယ်နောက်တစ်နှစ်လောက်အိမ်မှာနားရကလင်းညိုပညာရေးလည်းနှောင့်နှေးခဲ့ရတယ်အကောင်ဘက်ကပြောပါရင်လင်းညိုကအဲ့ဒီကိစ္စတွေကိုအတီးအကျမှတ်မိနေတာမဟုတ်ဘူးဒီအတိုင်းဝေဝေဝဝသာအချို့ကိုတီလေးပြောပြထားလို့သူသိနေတာဖြစ်တယ်တီလေးပြောတဲ့အကြောင်းဆိုတာကအသက်16နှစ်တွင်ဝင်ခွင့်ရတဲ့ International Private College တခုပဲလင်းညိုကတော့ကျောင်းဝင်ခွင့်အတွက်3နှစ်တောင်ကြီးနေပြီဘဝတွင်ဖြစ်သမျှအကြောင်းအကောင့်ဟုပေါ်လီယာနာမှုကိုလက်ကင်ထားတဲ့လင်းညိုဟာဘယ်တော့မှအစိုးမြင်လေးမရှိပေသူ့လက်ရှိဘဝကိုသူကျင်နေတယ်သူကိုဆောင်းလျှောက်ပေးတဲ့တီလေးနဲ့အဖွားရှိနေတယ်လေထို့ချစ်သောလူသားနှစ်ယောက်အတွက်သူကကျမ်းမာရမယ်ကြက်ခံရမယ်ပို့လဲစူးစမ်းရမယ်အတွေ့များနဲ့မျောနေချင်းအိမ်တို့ရောက်လာခဲ့လေပြီဒီအိမ်ကိုပြောင်းလာတာလပိုင်းပဲရှိအောင်မယ်လင်းညို့တို့အိမ်ကခြံဝင်းကျဲကျဲနဲ့မဟုတ်ဝင်းအပြည့်တိုက်အပြည့်စောက်ထားတဲ့နှစ်ထပ်ခွဲတိုက်လေးဖြစ်တယ်ဒီမှာကမြေစေးကြီးတာကြောင့်ဒီလိုနေနိုင်တာကပင်တီလေးကျေစုလို့ပြောရမယ်စပိန်ကိုအောက်ထပ်ကားပါကီနေရာ၌ကတ်ထားပြီးလင်းညို့အပေါ်တက်လာတယ်။တန်တုံးမြန်တုံးအဖွားကတော့အိမ်မှာတတောက်တောက်တဲ့ဟိုတီလုံနေလေးရှိတယ်။ဖွာမြေပြင်ရောက်ပြီခဏနားအောင်မယ်နော်ရေချိုးပြီးရင်ဖွာနဲ့ထမင်းစားမယ်။အဖွားကနားလေတာကြောင့်လင်းညို့အော်ပြောရတယ်။ဖွာကတီလေးဝယ်ပေးတဲ့နှစ်ချက်ကိုရှုပ်တယ်ဆိုပြီးမတက်ပေ။အော်မြည်လေးအေးရေတော့အမောဖြစ်ပြီးမှချိုးနော်အဖွားကသူ့မကြကိုမကြအောင်မရွေလာမသိအော်ပြောတတ်တယ်လင်းညိုကတော့ဒီဘွားအေကိုချစ်လွန်း၍အနဲ့တစ်ချက်ပေးလိုက်ကောင်သူ့အခန်းစီသို့လှစ်ကနေတက်လာခဲ့တယ်ရေချိုးပြီးနောက်လင်းညိုသူ့ကိုသူမှန်နေချင်ရင်တီလေးဝယ်ပေးထားတဲ့စကင်ကဲအဆက်လိုက်ကိုတစ်ခုပြီးတစ်ခုလိမ့်မာတော့တယ်လင်းညိုကရေမရောတဲ့ကြားပါအလွန်အမင်းတက်တက်ပြက်ပြက်စမက်ကြကြနေတာကအကျင့်ဖြစ်နေတာကြောင့်သူ့အသားအရည်သူဂယုဆိုင်ပါတယ်။မှန်ထဲမှာချောမောတဲ့ကောင်လေးရဲ့အရှိတ်ကထင်းနေတယ်။လင်းညို့အသားအရည်ကသူ့တောက်ရသောဆေးများအရှိန်ကြောင့်ငငယ်ကလောက်တော့မဖြူတော့ချေ။သို့တော့မနက်ခင်းနေရောင်ကြည်နုနုလိုအဖြူရောင်တွင်ရွှေရောင်ဖက်ကလင်းလိုနေတယ်။ငငယ်ကလင်းညို့ထက်ဆိုင်ရင်ပို၍ယောက်ျားပြီးသားခံညာလာတယ်။သူ့ရဲ့ဖြောင်စင်းသောနှာတန်းပေါ်ကမယ်လေးကလည်းထင်ရှားလာတယ်။ထိုဒီကတော်တော်ဆွဲဆောင်မှုရှိပါတယ်။တခုရှိတာကငငယ်ကလင်းညို့ရဲ့အညိုရောင်ဖြောဖြောဆန်နယ်တွေဟာကော်ဖီရောင်ပေါက်သွားလေပြီ။ပို၍ရင်းကျက်တင်းချင်းကကြည့်ကောင်းတယ်လို့တော့ပြောရမယ်။ထို့နောက်တော့လင်းညို့ဖွားနဲ့ထမင်းစားတယ်။တီလေးပြန်လာတော့9နာရီခွဲလို့ပြီ။တီလေးပြန်မလာခင်ကတည်းကလင်းညို့စာကြည့်ခန်းနဲ့ရောက်လာလေပြီ။တီလေးကသူ့အတွက်ကိုပိုင်စာကြည့်ခန်းနဲ့စာကြည့်တိုက်တက်တက်ခွဲပေးထားတယ်။ဤပညာခေတ်မှာနောက်မကြရအောင်လပ်တော့နဲ့ပရင်တာတွဲလျက်ပါထားပေးထားတယ်။တီလေးမြင်မြဂယုဆိုင်သည်ဆိုတော့လင်းညိုအတွက်စကရင်ထိုင်းများလင်းမျက်စိထီတသာအောင်အကောင်းစားဘလူးကတ်မျက်မှန်တလက်ပါလုပ်ပေးထားတယ်။အကုန်လုံးကရေကန်အသည့်ကြအသင်းဆိုတော့လင်းညိုပိုကြိုးစားရမယ်။သူကသူများထက်3နှစ်နောက်ကျနေပြီးဒီနေ့မှကောလိပ်စတက်ရမှာဖြစ်တယ်။တင်ရိုးတွေကိုထိုကောလိပ် website ကနေရှာကြည့်ပြီးလင်းညိုကြိုတင်ပြင်ဆင်သည့်သဘောနဲ့ reference book တွေကိုစတင်လေ့လာနေတော့တယ်။ဂျူနီယာတန်းဖြစ်တာကြောင့်တီးသက်အထူးပြုပါတာမရှိသေးပဲဟိုနဲ့ဒီနဲ့လေ့လာရမှာဖြစ်တယ်။စီနီယာတန်းရောက်မှအထူးပြုကိုရွေးရမှာ။လောလောဆယ်လင်းညိုကတော့ social science ကိုစိတ်ဝင်စားတာကြောင့်အဲ့ဒီဘာသာရပ်အောက်ကစာအုပ်တွေစာလေ့လာဖြစ်ပါတယ်။ကျောင်းစာနဲ့ဝင်းနေရွှေစိတ်ထင်တော်လဲတကယ်ဖတ်ကြည့်တော့အင်္ဂလိပ်စာကောင်းတော့လင်းညိုအတွက်အကုန်လုံးကစိတ်ဝင်စားစရာကြီးဖြစ်နေတယ်။နောက်ဆုံးတော့
AF Stone ရေးတဲ့စော့ကရေးတီးရဲ့ခရိုက်ဒိုကထာအကြောင်းဖတ်နေမိတာညတကောင်ရောက်သွားလေတယ်။ဒါအိတ်တို့လေဒီလေးကနွားနိုးတစ်ခွက်ဖြောလာပိုးရေးတတိပေးတယ်။ဟုတ်ဒီလေးပြီးတော့မှာlaptop ရှေကမခွာပဲလင်းညို့ပြန်ဖြေတယ်။ဒီလေးကတော့ဇွဲနှပန်းကြီးတော့တူလေးကိုကြီးကပြုံးမိတော့လဲစိတ်တော်ပူမိပါတယ်။လင်းညို့ကဒီလေးစိတ်ပူနေမှတီးလို့ laptop ကိုပိတ်ကသူ့အခန်းထဲဝင်ရောက်အိတ်ဆက်လိုက်တော့တယ်။ထိုညကလင်းညို့အိမ်မက်ထဲတွင်ကောလိပ်ကဆရာမစာမေးနေတာသူမဖြေနိုင်လို့ဇောချွေးပြန်နေခဲ့တယ်။မိုးလင်းတော့သူခမကို့ဖြစ်ကိုရည်ရသေးတယ်။ကျောင်းပြန်တက်ရမှာတပတ်ပဲလူတော့တာကြောင့်လင်းညို့အတော်စိတ်လှုပ်ရှားနေတယ်လေလောကတရားကြီးရဲ့ဖြစ်တည်မှုတိုင်းမှာကောင်းခြင်းတွေပျော်ဝင်နေပါတယ်မြင်အောင်ကြည့်ဖို့နှလုံးသားတကားကိုတော့ဖွင့်ထားရမယ်အပိုင်းကတော့တော်တော်စိတ်ပြက်နေတယ်9ရက်တစ်ပတ်မှာ6ရက်လောက်တော့စိတ်မကြည်ဖြစ်နေပေမဲ့ဒီနေ့ကတော့တော်တော်ဆိုးပါတယ်သူ့အသက်19နှစ်ပြည့်လေပြီလွယ်လွယ်လည်သွားချင်ရသွား၍ကိုရှာပုံတော်ဖွင့်မယ်ဆိုကမှမွေးသမီးခင်ကကောလိပ်ကိုဆက်တက်ပြီးဂျူနီယာတန်းပြီးမှလှုပ်ချင်ရလှုပ်လို့ပြောလာပါတယ်မဟုတ်ရင်ပို့နေတဲ့ငွေတွေအကုန်ဖြတ်ပြစ်မယ်လို့လည်းပြောထားတယ်တော့ဘာသာဆိုရင်ဂယုဆိုင်စရာကိုမရှိတော့လဲအခုကသူငွေလိုနေတယ်ကိုရှာဖို့ကလည်းလိုသေးတယ်နောက်ကိုရှိတဲ့ဒီနိုင်ငံမှာနေဖို့ကငွေလဲလိုသေးရဲ့လေဖုန်းမြည်လာတော့ကခက်ဆက်ဆက်ကောက်ကင်လိုက်တယ်နံပါတ်ကရင်းနှီးပြီးသားနံပါတ်ပါပြောဂျက်ဆိုတာတော့ငှထားတဲ့အလွတ်တန်းအေဂျင်စီတစ်ခုကထောက်လန်းရေးတယောက်ပါသူကတော့ရဲ့ကိစ္စတော်တော်များများကိုစုံစမ်းပေးနေတာတော့ဟာသူ့အသက်မပြေသေးတာကိုတစ်ဖက်ကိုအတိမပေးထားတော့ဂျက်ဟာတော့ကိုရွယ်တူးလို့အောင်မေ့နေပုံရတယ်တရင်စားတော့ရပြီတော့သူကအေးမြို့မှာနေခဲ့တဲ့နောက်တော့သူ့တီလေးရဆီယမအလောက်ကထွက်ပြီးပြောင်းသွားတာပြောင်းတော့ကဆွေမျိုးတွေနဲ့ရောဦးလင်းသက်တင်ဘက်ကအမျိုးတွေနဲ့ပါအဆက်အသွယ်ဖြတ်ထားလို့ဘယ်သူမှမသိလိုက်ဘူးတဲ့တော့လေးဘူးတစ်ချက်မှုတ်ထုံလိုက်တယ်သူကအမြဲတမ်းကိုတဲ့ခြေတလက်နောက်ကျနေရလေဝမ်းသာစရာတော့ရှိတယ်တော့ကိုနဲ့ပတ်သက်တဲ့ဝမ်းသာစရာဆိုတော့စိတ်လှရှားစွာနားဆွေးမိတယ်သူကြမ်းမာပဲတဲ့ဒီကမပြောင်းခင်တွေးလိုက်တဲ့လူတွေကပြောတာအမြဲပဲဒေါသထွက်နေတဲ့တော့ဟာဒီတစ်ချိန်တော့အနဲ့ငယ်ပြုံးသွားတယ်တကယ်ကိုစိတ်အေးသွားပြီးစိတ်လိုလဲရပြုံးလိုက်တော့အပြုံးပင်ထိုအပြုံးကိုမြင်လိုက်ရတဲ့တော့အခန်းကအစီကံခမဒီနေ့တခင်လေးစိတ်ကြည်နေတဲ့ဆိုတဲ့သတင်းစကားကိုသူ့လှုပ်ဖော်ကင်ပတ်တွေကိုပြောပြဖို့မဆောင်နိုင်အောင်ပင်သူဒီမှာနေလာတဲ့တခြားတခင်ကတခါမှမပြုံးဘူးတော်သေးတယ်ကိုအက်ဆီဒန့်ကြောင့်တခုခုဖြစ်သွားမှသူအလွန်မဲ့စိုးရိမ်နေမိတယ်ထပ်ဆုံးစားထောင်းဂျက်โอเคတော့ဖုန်းချကန်ဒီလေးမှာရင်ဂျက်ကစကားမဆက်ခွန်းခရက်တော့မင်းကောလိပ်ဝင်ခွင့်ရရဆိုတော့မျက်နှာမဲ့သွားတယ်ရှစ်တကယ်တော့သူတမင်ကြောင်ဖြေခဲ့တာမွေးသမီးခင်တော့တထားမြက်ကကျောင်းအုပ်ချုပ်စီမံရေးဘုတ်အဖွဲ့တွင်ရှက်ရတချို့ဝဲကနေရာယူလိုက်တာကြောင့်သူကရေဘဝဲအော်တိုဘတ်ဖြစ်သွားခြင်းပင် fucking jack stop kidding mind your business တော့ကမခိုးမခန့်စိတ်မရှိတဲ့လေတန်းပြစ်ခေါင်းဖုန်းချပြလိုက်တယ်သူမကောလိမ်မသွားချင်တာအဲ့ဒါကတကယ်ငရဲပဲလင်းညို့တော်စိတ်လှုပ်ရှားနေတယ်သူ့အသက်20ပြည့်ထားပြီလေအခုမှကောလိပ်ကိုစတက်ရမယ်ဆိုတော့လင်းညို့တယောက်စိုးရင်စိတ်တွေများနေတယ်သူစာတွေလိုက်နိုင်ပါမလားဆိုတာရဲ့နေမြေအစင်းကိုသွားရမယ်ဆိုတာကြောင့်လင်းညို့တယောက်ငငယ်ကလိုចောင်းစတက်အမင်းလေးကိုရှင်ခုန်နေမိတယ်အဲ့ဒီနေ့ညကလင်းညို့တော်တော်နဲ့အိမ်မပြောမြေဖြည်းဖြည်းစားပါလားအစာမကြည့်ပဲနေမယ်ဖွားကစိုးရင်စွာပြောတယ်မနက်စာထမင်းတော့ကိုလင်းညိုကကမျောကတော့စားနေမိတာလေသူကကြောင်းသွားဖို့ကိုစိတ်ဆိုးနေတယ်ဟုတ်ဖွာတာတီလီရဲ့ကဲယူသွားမလားဒါမှမဟုတ် cash လိုချင်နေဆိုလဲယူသွားနော်ထုံးစံအတိုင်းတီလီကတော့လိုလေသေးမရှိရအောင်ဖြည့်ဆည်းပေးရှာတယ်သူမကလင်းညိုဟာလိမ္မာရေးကြရှိပြီးတိတက်တဲ့သူဆိုတာအကျွင့်မဲ့ယုံကြည်တယ်ဒါကြောင့်ကိစ္စတော်တော်များများမှာကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ရွေးချယ်ခွင့်ပေးထားတယ်ငွေကြေးသုံးစွဲမှုကိုလည်းလင်းညိုစိတ်တိုင်းကြပဲခွင့်ပြုထားတယ်ဟုတ်ဒီလေကားပြပြမောင်းတော့လင်းညိုကထမင်းစားနေရင်သူ့တီလေးကိုလှမ်းပါတယ်တီလေးကဆိုင်သွားတော့မှလေ
ဖွာမိုးစေပိုင်ကတော့လင်းညိုဘေးနာထိုင်ကတွတ်နဲ့မှားကြနေတယ်။သားကျောင်းရောက်ရင်ဆရာမတွေကိုလေးလေးစားစားဆက်ဆံနော်။စာကိုလည်းတေချာအာယုံဆိုင်နားထောင်။ဟုတ်ပါဖွာသားသိပါတယ်။လင်းညိုထမင်းစားပြီးတော့ဖွာရဲ့ဝေယဝစ္စအချို့လှုပ်ပေးသေးတယ်။အများကြီးတော့မဟုတ်ပါ။ဖွာတရားထိုင်မဲ့နေရာကိုတက်ရဲဖြစ်အောင်ပြင်ဆင်ပေးခြင်းနဲ့ဖွာအတွက်အချိန်မှန်တောက်ရမယ့်ဈေးဘူးတွေကိုမြင်သာထင်သာရှိအောင်ထားပေးခြင်းဖြစ်တယ်။ဖွာဈေးတွေမှတ်မိတယ်မလား။သားထပ်မပြောတော့ဘူးနော်။အိုးမှတ်မိပါတယ်ကွယ်။မြေသားလှုပ်ရှားရှိတာလှုပ်ပါ။ဒီလိုနဲ့လင်းညိုအပေါ်တက်ကသူ့အခန်းစီပြေးလာခဲ့တယ်။ကျော်ပေါ်အိတ်ထဲထည့်စရာရှိတာတွေထည့်ပြီးအင်ဂျီလဲဖို့လုပ်တယ်။ Future ကနာမည်ကြီး private college ဖြစ်တာကြောင့် uniform ဝတ်စုံကလည်းအတော်လေးစီကြည့်ပါတယ်။ Junior တန်းမှာယောက်ျားလေးတွေကထက်အောင်ညီညွတ်ရောင်ကုန်းနဲ့ဘောင်းမီအရှိကိုရှက်အဖြူလက်ရှိနဲ့တွဲဝေရတယ်။ Senior တန်းဆိုရင်တော့ခဲရောင် uniform ပြောင်းသွားတယ်။နောက်ပြီးရင်ဘတ်မှာ Future ရဲ့တစိမ့် logo ကိုလည်းတက်ဆင်ရသေးတယ်။မင်္ဂလေးတွေကတော့ကုတ်နဲ့စကတ်ကိုတွဲဝေရလောက်တယ်။လင်းညိုသေးချာမသိပါ။လင်းညိုကငကိုကလေးကတက်ရဲရှိသူဖြစ်တာကြောင့်သူ့ရဲ့ uniform ကိုကြနာနေအောင်ဝတ်တယ်။ရှည်လျားတဲ့လင်းညိုရဲ့လက်တွေနဲ့ကုတ်အင်ကြီးရဲ့လက်ကကွက်တိကျနေပြီးလက်အနာကျဲသီးလေးတွေကအစတောက်ပြောင်နေတယ်။ဒီလေးကလင်းညိုရဲ့ဝတ်စုံတွေကိုဒီလိုပဲဒီဇိုင်နာနဲ့အခါတေချာချုပ်ပေးတာကြောင့် uniform ကလုံးဝကိုအပိုအလိုမရှိကွက်တိဖြစ်နေတယ်။လင်းညိုရဲ့ဆန်ရွယ်တွေကအနက်ဖက်တိမ်မသွားပဲကော်ဖီရောင်ဘက်သွားတယ်။ hair spray သုံးပြီးပုံစံကျအောင်လှုပ်ထားတာကြောင့်လင်းညိုကတော်တော်ကြည့်ကောင်းနေပါတယ်။အဖြူကိုမှရွှေရောင်ဖောက်ထားတဲ့သူ့အသားအရည်ဟာတကယ်ကိုကောင်းချီးပေးခံရသလိုဝင်လည်နေတယ်။အသက်20အရွယ်ကောင်လေးတစ်ယောက်ရှိရမယ့်အရက်ထက်သူကနည်းနည်းရှိတယ်။ဒါကိုမှလေသာဥချွန်ဖနက်ကိုစီးလိုက်တော့သူ့ရဲ့အရက်ကပိုလို့ထင်ပေါ်နေတယ်။သွားမှရတော့မယ်။လင်းညိုကဒီလိုပဲမှတ်ရှိမှအချိန်ကုန်တတ်တယ်။အလားအပအလွန်ကြိုက်တာကြောင့်မဟုတ်ပဲသူကိုယ်သူမတက်မရက်ဖြစ်နေမှဆိုတာကြောင့်တက်ရက်ဖြစ်အောင်လုပ်ရင်အချိန်ကုန်နေတတ်တာပါလင်းညိုအောက်ထက်ကကားပါကင်နားမှာထိုးထားတဲ့သူ့ရဲ့ပြိုင်ပိန်းအနီလေးကိုဆွဲထုတ်လိုက်တယ်တကယ်တော့ဒီပြိုင်ပိန်းလေးကနိုင်ငံခြားကတီလေးတကူတကရှာပြီးမှာပေးထားတာသားအောက်ထုတ်ဖွာမိုစေပိုင်ကဟဲလ်မက်အနက်ရောင်လေးကိုလှမ်းပေးနေတယ်စပိန်စီရင်လဲဟဲလ်မက်ဆောင်းတာကလင်းညိုရဲ့အကျင့်ပါဟုတ်ပါလင်းညိုဟဲလ်မက်ကိုလှမ်းယူလိုက်ချိန်သူ့ရဲ့ခေါင်းဟာမိုက်ကနေဖြစ်သွားတယ်။ခေါင်းမှုသွားတာမဟုတ်ပဲဒီအတိုင်းလေဟာပြင်ကိုဖြတ်လိုက်ရသလိုခြာကနေဖြစ်သွားတာ။မြေဘာဖြစ်တာလဲ။ဖွာရဲ့စိုးရင်တကြီးမေးလိုက်တဲ့ကိုလင်းညိုကြားတယ်။သူကဖွာကိုဘာမှဖြစ်ဘူးဆိုတဲ့သဘောနဲ့လက်ကပြရန်စူးစမ်းစင်မှာပဲလူကလုံးဝမထိန်နိုင်ပဲမူကြသွားတယ်။အဲဒီနောက်မှာလင်းညိုလောကကြီးနဲ့အဆက်အသွယ်ပြတ်သွားခဲ့တယ်။သူပြန်နိုးလာတော့စိတ်ယုံရှောင်နေပါပြီ။ဖွာရောဒီလေးပါစိုးရင်တကြီးနဲ့သူ့ဘေးနားရှောင်နေကြတယ်။လင်းညိုကသူ့ကောင်းကိုလက်နဲ့ထောက်ဖြစ်ပြီးမှတ်ညံတွေကိုပြန်ခေါ်ဖို့ကြိုးစားတယ်။တကယ်ကိုဘာဖြစ်သွားမှန်းမသိလိုက်။သားမူးလေသွားတာ။ဆရာဝန်ကတော့ညဘက်အေးအေးပြက်ပြီးအားနေနေတာလို့ပြောတယ်။သားကြည့်ရတာစိတ်ပစ္စည်းနေပုံပဲ။ကောင်းကောင်းနားတဲ့။ဒီလေးကခက်ပြပြချင်းရှင်းပြတယ်။လင်းညိုတတိရသွားကြပြီ။သူကိုယ်သူငုံကြည့်တော့ကျောင်းယူနီဖောင်းကမရှိတော့စိတ်ယုံလူနာဝတ်စုံနဲ့ဖြစ်နေတယ်။သားကြောင့်ဒီလေးမျက်နှာမသားမရနဲ့။နေကောင်းမှသွားပါသားရဲ့။အခုနားလိုက်အောင်။ဆရာဝန်ကလည်းအကောင်ဆုံးကအနားယူတာပဲလို့ပြောနေတယ်။သားစိတ်ကိုလည်းနနနဲ့နေနေတဲ့။လင်းညိုကိုတော်တော်စိတ်ပြတ်သွားတယ်။ဒါကဘလို့ဖြစ်ရတာလဲ။ကောလိပ်ကိုသွားရမယ်ပထမဆုံးနေမှာလေ။မြေနားရမယ်နော်။ကျမ်းမာရေးလောက်ဘာမှအရေးမကြီးဘူးဟုတ်တယ်သားနားလိုက်ပါတိတ်ပြီး stress မပြီးနဲ့ဒီလေးချောင်းကိုခွင့်နိုင်ထားမယ်ဟုတ်ပြီလားလင်းညိုမောင်ချောင်းကိုဘလောက်ပဲသွားချင်းဒီလေးနဲ့ဖွာစကားကိုတော့မပယ်ရှားလို့ပါဒါနဲ့ပဲတပတ်လောက်နားဖို့သဘောတူလိုက်ရတယ်လင်းညိုအတွက် college ကိုသွားချင်းရက်နဲ့သွားခွင့်မရတာကငရဲပဲဝီယောဒီတွေကတခါတရံအလိုက်ဖက်ဆုံးဖြစ်လာမဲ့ဇုံတွဲတွေရဲ့အမှတ်အသားလိုဖြစ်နေတတ်ပါတယ်။အပိုင်း6 Future International Private College စာဖွေးတဲ့အခါကျောင်းဝင်းမှာကျောင်းသားများပြပန်းခတ်သွားလာနေကြတယ်
အကုန်လုံးကအကောင်စားဝစ်စုံများဘရက်တဲ့အသုံးအဆောင်များနဲ့ကြော်မို့လိုနေတယ်။ဖြူချာကတကယ့်ကိုနာမည်ကြီးကောလိပ်တစ်ခုဖြစ်ပြီးကျောင်းဝင်ကြီးမြင်နာကြောင့်အထက်တန်းလွှာအများစုပဲတက်နိုင်ကြတယ်။အထက်တန်းလွှာများပြီးတယောက်နဲ့တယောက်ပြိုင်ဆိုင်မှုများလည်းမနှဲပေ။ကျောင်းသားအချင်းချင်းကလပ်ခွဲခြားဆက်ဆံတာမျိုးလည်းရှိပါသေးတယ်။တော်လို့ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်၏သားသမီးများကိုကလပ် A စရင်နဲ့ထည့်ပြီးကလပ် B ကတာမန်ချမ်းသာသူများပဲကလပ် C ကတော့ရိုးရိုးဝင်ခွင့်ရကျောင်းသားများဖြစ်ပြီးအသက်အဝိုင်းမရှိဟုသတ်မှတ်ထားကြတယ်။ထို့သောကလပ်ခွဲခြားတာကရှစ်ခေတ်ကဆက်ခွဲခြားသလိုအင်မတန်သေးတိမ်တော့လဲကျောင်းစည်းကမ်းတွင်တရားဝင်တားမြစ်ထားခြင်းတော့မပြုနိုင်ပေ။ကျောင်းတက်တာတပတ်ခန့်အကြာမှာတော့ကျောင်းမှာတော့ရဲ့နာမည်ဟာတဟုန်ထိုးကြော်ကြားလာတယ်။အကောင့်ဖြင့်ကြော်ကြားခြင်းမဟုတ်ပါပဲဘသူမှထိတ်မရအောင်စိုးတန်းပြီးဘသူမှလည်းမော့မကြည့်ရဟုပင်တော့ကအကြောင်းကိုသူ့တငယ်ချင်းဖိလစ်ဂျက်စတင်တို့နဲ့တွဲလာတတ်တယ်သူတို့နှစ်ယောက်လုံးကတော့ထက်တစ်နှစ်ကြီးပေမဲ့ရွယ်တူလိုပေါင်းကြတယ်တခါတရံလဲတော့ကသူ့ဘာသာလာတယ်သူလာတိုင်းနောက်ဆုံးပေါ်အနက်ရောင်ဆိုင်ငယ်ကြီးကိုဂိုင်းစတာဆန်ဆန်တရက်ချမ်းမောင်းဝင်လာတတ်တယ်သူကယူနီဖောင်းကိုပဲဝတ်ဆင်တာဖြစ်တော့လဲတက်တက်ရတော့မဟုတ်တခါတရံnetတိုင်ကပြေရိုးရိုးနဲ့စပင်တွေကပွားရှုံနေတတ်တယ်သို့တော့ထိုဒီကိုကတော့ရဲ့ဆွဲဆောင်မှုပင်အလွန်အမင်းချောမောသောရုပ်ရည်နဲ့ချစ်ကန်ကန်အမှုအရာကကောင်မလေးတွေမူးမေ့သွားခြင်းအောင်အထိဆွဲဆောင်နိုင်တယ်ကောလိပ်ကနှကန်းဒီမာလေးများမှာထိုဒိတ်တေကျဲចောင်းသားကိုတွေ့ခွင့်ရဖို့တကူတကပင်လာဆောင်ကြရတယ်ဟဲခန့်လိုက်တာသေးပါပြီဟဲ့အရက်ကြီးကတကယ်ကိုမိုက်တာပဲခန္ဓာကိုယ်ကရောပြောစရာလိုသေးလို့လားတော့ဝင်လာတော့အကုန်လုံးကြိတ်တူကုန်ကြတယ်ထုံးစံအတိုင်းသူကဘသူမှကိုဂယုမဆိုင်ပဲလမ်းဝင်လာတယ်ကြောင်ရောက်တာတပတ်ကြာပြီဖြစ်တော့အကုန်လုံးတော့အကြောင်းတည်နေပါပြီတော့ကလည်းတီအောင်အချိုးပြေပြေဆုံးမထားပေးတယ်နည်းနည်းမိုက်ကန်းကန်းနဲ့ကောင်းတွေအလုံးကိုရန်စားကအကုန်ရှင်ထိုးအနိုင်ယူပြီးကျောင်းရဲ့ဘူနီယာတက်ယူပြလိုက်တယ်သူ့ကိုလှအခဲဆန်းသောကျောင်းသားတယောက်ကိုလက်မကြိုးကြိုးအောင်လိန်ချိုးထားပြီးနောက်တယောက်ကိုလော်ကာနဲ့ခေါင်းနဲ့ပစ်တိုက်တာခုနှစ်ချက်ချုပ်ရအောင်လက်ဆွဲပြထားတာကြောင့်လုံလောက်ပြီးဟုတော့မှတ်ယူလိုက်တယ်။တော့ဒေါသကြီးတယ်။စိတ်ရှုပ်လည်းမခံတဲ့။ဒါကြောင့်နောက်ကောလိပ်ကိုအေးစစ်စစ်တက်ရစေရန်အခုကတည်းကကိစ္စလေးတွေရှင်းထားလိုက်ခြင်းပဲ။ Future မှာ section 3ခုခွဲထားပါတယ်။ Science, Arts နဲ့ Social Science တို့ဖြစ်တယ်။တော့က Science အတန်းကဖြစ်တယ်။ဒီနေ့ကမန်ဒေးဆိုတော့ဆိုင်းရမဟုတ်တဲ့နှစ်သက်ရမိုင်နာကိုတော့တက်ရမယ်။အရှင်တပတ်ကတော့ဟာမိုင်နာဘာသာရဲ့ရွေးရမယ့်စာရွက်ကိုဝိုင်ပုတ်ပေါ်မှာအီစီကကန်လိုက်တော့အိတ်ထက်ကဓမြောင်ထုတ်ခပြစ်ပေါက်ပြလိုက်တယ်။ကျောင်းသားတွေမိုင်နာရွေးမဲ့ဘာသာရဲ့စရင်ကိုဆီယမကမှတ်ခိုင်းလိုက်တဲ့မှန်ကြောင်အီစီခမြောင်သွေးမရှိသလိုဖြူဖြော့လက်ဖြတ်သွားပြီးနှာနဲ့ယူရတယ်။တော့ကခအေးပဲ။ငါအဲ့ဒီဘာသာယူမဲလို့ယူတသာစရင်ပေးတာမင်းဘာသာလက်နာတော့မတက်နိုင်ဘူးတဲ့ Session 2ဆိုင်းရတခန်းလုံး speech လက်သွားခဲ့တယ်မင်းလက်လေးထောင်ပြီးဘယ်ဟာယူမဲပြောလို့မရဘူးလားအချိန်စရာကိုတစ်ချက်ရှိုးပြီးတော့စိတ်လေးသွားတယ်နှစ်တရာရွေးချယ်ဘာသာရဲ့ဆိုပါလားအရှင်အဘက်ကစာချက်ဖို့ဟိုမတ်ကြောင်ကောင်ကိုကြည့်မရတာနဲ့ဖျဲချောင်းလိုက်တာသူ့ဓာကဘဲကိုကျသွားတယ်မကြည့်မီဒေးကြတာတော့စာရွက်ရဲ့ဗဟိုတက်တက်ဖြစ်လိမ့်မယ်ခတ်တာကဗဟိုတက်တက်ကဘယ်ဘာသာမှန်းသူမသိပဲတော့အတက်မတော့ဘူးလားမင်းရွေးတဲ့မိုင်နာကိုပဲငါတို့ရွေးတယ်ပြောထားတာဂျက်စတင်နဲ့ဖီလစ်ကဥရဖားရပြေးလာကြတယ်ငါ့ကိုကြည်စမ်းတော့ကသူ့ကိုယ်သူလက်ညှိုးထိုးပြတော့ဟိုနှက်ကောင်နဝေတိတ်တောင်ဖြစ်သွားတယ်မင်းတို့ဘဘကဘယ်အတန်းကိုသွားရမယ်ဆိုတာသိတဲ့ပုံပေါက်နေလားတော့စကားကရှိရတော့လေဖီလစ်နဲ့ဂျက်စတင်ခမအနီးဒေါသဂုံမန်ကိုမရည်ရဲပေအင်းလေတက်ရမယ့်အတန်းကိုမသိတာတော့အပြစ်မဟုတ်ဘူးအဲ့ဒီအတန်းရဲ့အပြစ်ထိုစင်မှာပဲတော့ကသူ့မြင်ရင်9မိုင်လောက်ကရှောင်ကွင်းသွားနေတဲ့ EC မန်ချောင်းကိုတွေ့လိုက်ရတယ်သူဝမ်းသာသွားပြီးညင်ညင်တသားဂုတ်ဘိုးကဆွဲ၍သူတက်ရမယ့်အတန်းမေးလိုက်တယ်ကောင်းလေးခမကြောက်တူးတုံ၍မျက်ရည်ပေါက်ပေါက်ကျလာပြီးအတန်းတုံတုံနဲ့ဖလောပြောပြီးနောက်ကျတဲ့ခြေတော်တစ္ဆဖောက်အောင်မေကပြေးသွားတယ်။တော့ရဲ့ရုပ်ချောချောမျက်နှာမျက်မှောင်ကျုပ်သွားရတယ်။အဲ့ဒီမှန်ကြောင်ဘာပြောသွားတာ
ငါမကြောက်အေးငါရောပဲမင်းဟာဂုတ်အတင်ဖိထားတာကိုအဲ့ဒီကောင်ကငကိုကလေးကဘလုံးမထွေးနေပါဆိုဒီနေ့ကစောက်ရင်မပေါ့ရီရင်ကျေးကျေးမန်ဒေးကိုချီကျူးထောပနာပြူပေးမှကန်ကကြောက်လန့်ပြီးတောရိုဘက်ပါလာတယ်ဒီလိုပဲတခါတလေကန်ဆိုရင်ဆဲပေးရတယ်အကြောင်းကဂျက်စတင်ကသူ့အတီကောင်မလေးတယောက်နဲ့အမှတ်မထေဆုံးရဂျူနီယာတန်းတွေတက်ရမယ့်မိုင်နာကမန်ဒေးဆိုရင် philosophy တဘာသာပဲရှိကြောင်းပြောပြသွားခဲ့တယ်အဲ့ဒီနောက်မှာဂျက်စတင်ကအတန်ပြဲကြီးနဲ့ရှုံမဲ့ပြီးထားအော်တယ် philosophy တဲ့ဟျောင်ကြီးအဲ့ဒါဘယ်ခွေးရွေးတာအဲ့လေဘသူရွေးရလဲငါစိတ်ဝင်စားလိုက်တာဖီလီတယောက်လက်လွန်ချက်သွန်းဖြစ်တော့မဲ့အရေးမှမိမိကိုယ်ကိုကယ်တင်လိုက်ရတယ်တော့ကတော့မျက်ထောင်ကြီးကလက်သီးထောင်ပြတယ်ရှာမရှိနဲ့မင်းတို့လိုကောင်တွေကဘယ်ဘာသာတင်မတက်မှာကမတက်မှာပဲဘာသာဆုံး0ရှာမှတ်နဲ့ဝင်လာတဲ့ရေပွဲကြီးပြောတာခံလိုက်ရတော့ဟိုနှစ်ကောင်မှခံရတာတောင်အောင်တက်တန်ဒီလိုနဲ့ philosophy class ကိုသူတို့ရောက်လာခဲ့တယ်အခြား session တွေလည်းလာတက်တာကြောင့်အတန်းကပုံမှန်ထက်ကျနေတယ်art science နဲ့ social science က flow ကိုတင်ဖို့ရွေးထားတဲ့လူအကုန်လာရောက်ရတယ်ဘုံနောက်ဆုံးတန်းကခုံပုံခမမိုက်ကြောပေါ်အေကိုပြစ်တင်တဲ့ကြောင့်အကုန်လုံးလှည့်ကြည့်လိုက်တယ်မောင်မင်းကြီးသားတော့ပင်စာကြိုဖတ်နေတဲ့ကျောင်းသားကျောင်းသူအချို့စုညံတန်းကိုရန်တွေးရန်လှည့်လာတော့လဲထိုလူကတော့ဖြစ်နေရအကုန်လုံးရှဲကနေယွန့်သွားတယ်ဂျက်စတင်နဲ့ဖီလစ်ကတငယ်ချင်းများဖြစ်သည့်တိုင်တော့နဲ့အတူတူမထိုင်အကြောင်းကတော့ကဘေးနားလူထိုင်တာကိုမကြိုက်၍ပဲချို့အချက်ကိုဖီချာတစ်ခုလုံးပထမနေ့ကလေးကတီးပြီးလေပြီသူဘေးလာထိုင်တဲ့ចောင်းသားလေးကိုတော့ကပြုံးပြပြီးအိတ်ထက်ကဓမြကိုလှစ်ကနေမြောက်ပြထားဘူးတယ်တော့တကယ်လုံးမလုံးသွားဆန်းတဲ့ចောင်းသားတယောက်ကတော့ဘဲဘဲလက်မှာခက်နဲ့ဓာတန်ရနဲ့ကြောင်ပြောင်ပြေးရတော့တယ်တော့ကနှစ်ချက်ကိုတက်ခါရှစ်ကုံပေါ်ခြေထောက်တင်ပြီးခက်ပြင်းပြင်းထိုင်နေတယ်ဘေးခွန်ကိုတော့သူ့ရဲ့ဓမြောင်ရဲ့ secret တပူရဲ့သာပါပြီးဘာသာအုပ်မှမပါတဲ့ကြိုးပေါ်အိတ်ကိုတင်ထားတယ်ကလပ်အကျယ်ကြီးတွင်ကျောင်းသားများစုယုံရောက်လာတော့လဲဟိုတကွက်ဒီတကွက်လွတ်နေတဲ့နေရာလေးတွေတော့ကျန်သေးတယ်။တော့ဘေးကတော့အကုန်လုံးလွတ်နေခဲ့တယ်။ Morning class ဒီနေ့ဆရာကပထမဆုံးစဝင်မှာမို့လို့စမိတ်ဆက်ပါမယ်နော်။ထို့နောက်တော့ဆရာတို့ထုံးစံအတိုင်းမပြီးနိုင်မစီနိုင်သူ့ဘာသာရဲ့ကောင်းချီတွေကိုချီမွန်ကန်ဖွင့်ကမြည်တို့မြည်ပုံစူးစမ်းတည်တည်ကြောင်းဩဝါဒချွေလေတယ်။တော့ကအာယုံကိုလွှဲကမျက်လုံးများမှိတ်ထားလိုက်တယ်။စိတ်ကူးထဲမှာကိုကသူ့စီအပြေးလာနေတယ်တဲ့။ဟာတကယ်ကိုချုံမြင်လိုက်တာ။ကိုကြီးပြင်းလာမဲ့ပုံစံကိုတော့ကအမြဲပဲစိတ်ကူးရင်တတ်တယ်။တေချာပေါကိုကချောမောမှတည်တော့လဲငယ်ရုပ်ကိုဘလို့ပြောင်းသွားမယ်ဆိုတာတွေးကြည့်နေတတ်မိတယ်။ May I come in teacher? ကြည်လင်တဲ့အတန်တန်ကြောင့်အကုန်လုံးရဲ့အာယုံဟာအတန်ဝထန်ရောက်သွားတယ်။ Oh my god! မင်းကလေးများရဲ့အာမေဒိတ်တန်အဲ့ဒါဘာတူလဲစူးစမ်းလိုမှုများလည်းဒီရေလိုတက်လာခဲ့တယ်။အတက်ရှိရက်နေတဲ့ចောင်းသားက future uniform ကိုအသက်ရဆုံးစမတ်အကြဆုံးဝတ်နိုင်သောနီလန်ကိုစံနမူနာပြသထားသည့်အလားထူးခြားတည်သက်စွာဝတ်ဆင်ထားတယ်။သူ့ရဲ့ရုပ်ရည်ကလည်းအလိုအမင်းချုံမောတယ်။အထင်ရှားဆုံးကနာရန်ဘော်ကမှဲ့နေလေးပင် Why are you so late? I'm new here. The campus is too large and I lost my way. I'm sorry, teacher. ထိုចောင်းသားကဆက်ရအမေကိုအင်္ဂလိပ်လေယူလေတဲ့ကောက်ကောက်နဲ့ပြန်ဖြေတယ်။သူလမ်းပြောင်းနေတာတဲ့။ပြီးတော့သူကចောင်းကိုတပတ်နောက်ကျပြီးမှရောက်လာတော့အစ်စ်လိုပြောရမယ်။ Okay, take a seat. Thanks. လင်းညိုတယောက်ဆက်ရကိုခွင်ပန်းကအတန်းနဲ့ဝင်လိုက်ရတော့တယ်။နှစ်ကျက်တက်ထားတဲ့တော့ဟာဖြစ်စဉ်အစားဆုံးကိုမတိလိုက်ရတော့လဲထူကြနေတဲ့လေတူကြောင့်မျက်လုံးများဖွင့်ကြည့်လိုက်တယ်။တော့ရဲ့ကဘာကြီးခိတ္တကျက်သွားသလားအောင်မေးမိတယ်။သူ့ရဲ့နှလုံးသားကလည်းဒိတ်ကနေဆောင်းခုံသွားတယ်။ကိုကလပ်အကျယ်ကြီးကိုယုံကြည်မှုရှိရှိဖျက်လျှောက်လာတဲ့ကောင်လေးတယောက်ထိုကောင်လေးကကိုလိုတော့အုံနောက်ကမနာတဲ့ရေရွှေနေတယ်။တော့ကသူ့ကိုယ်သူစိတ်ထင်းကပြန်ကြည့်တယ်။သူထင်အောင်ထင်မှဖြစ်နေရလားမသိ။အခုလေးတင်သူကကိုပုံကိုမြင်အောင်ကြည့်မိနေတာလေ။ကိုလားကိုနဲ့တူဟာလားတေချာကြည့်နေမိတယ်
သူမှတ်မိသလောက်ကိုစပင်တွေကဒီအယောင်မဟုတ်ဘူးပြီးတော့ကိုအသားရည်ကနုနေလိုဖြူနေတာဒီလိုရွှေရောင်ဖြော့ဖြော့ဝေးမနေဘူးပြီးတော့ကိုကအယုတ်လေးလိုချစ်စရာကောင်းနေမျက်လုံးဝိုင်းဝိုင်းမျက်တောင်ရှိရှိလေးတွေနဲ့လေအခုကောင်လေးကချစ်စရာကောင်းနေလို့နာမဝိသေသနာသုံးလိုက်လင်းလိုက်ဖတ်မှာမဟုတ်သူမှအရှင်အဝါတချို့ရှိနေသလိုတကိုယ်လုံးကတောက်ပနေတယ်မျက်ဝန်းတွေကကြီးစင်ကမျက်တောင်ရှည်တို့ကခန့်ထဲနေတယ်ဇဝေဇဝါနဲ့တောခမများဘလောင်ဆူနေတယ်လင်းညိုအခန်းကိုခက်မမြန်ကြည့်လိုက်တော့နောက်ဆုံးတန်းကအရက်ရှိရှိလက်ချက်တက်ထားတဲ့ကောင်းလေးနာလွတ်နေတာကိုသတိပြုမိတယ်သူအဲ့ဒီကိုပဲသွားဖို့ဆုံးဖြတ်လိုက်တယ်သိတော့မှာပဲဒီလောက်ခုံတွေထဲမှာအဲ့ကိုမှသွားတာလားကြာဂရိနဲ့ပြေးဝင်နေလူမြင်ဘူးပြီရုပ်ချောချောလေးနဲ့မျောပါတယ်တီတို့ရေရွတန်များကိုကြောင်အံ့နားဆွေရင်လင်းညိုဟာထိုကောင်းလေးနာရောက်လာတယ်philosophy ခန်းမှာစာတွေ့တဲ့ကောင်လေးတယောက်ကတော့လင်းညိုစေပိုင်းတဘွားလုံးကင်ဆွဲလာတော့အတွေ့ဒသနာတစ်ခုကိုပြောင်းပြန်လန်းရိုက်ချိုးပြလိုက်လေပြီရုပ်ရည်ကြည့်ကောင်းဖို့တက်ရက်တဲ့အဝတ်အစားတွေလိုတဲ့ဟူသောဒသနာပဲထိုဒီကိုကောင်လေးကဖြောင်ဖြောင်ကြီးဆန့်ကျင်နေတယ်ရှုပ်ရည်ကအလွန်အမင်းခံနေတော့ငါသူ့ယူနီဖောင်းကတကယ့်ကိုဗယံပရာပဲဗယံပရာဆိုဒီကတာမန်လူအမြင်နဲ့ဖြစ်နိုင်ပြီးလင်းညို့ရဲ့စံနှုန်းနဲ့ဆိုရင် infinity ဗယံပရာပါနက်တိုင်ကရော်ရဲနေတယ်ခြိထားတာလည်းမဟုတ်ဖြည့်ထားတာလည်းမဟုတ်ပဲရော်ရဲရဲအင်ကြီးကတော့ကျဲသီးလေးပင်မှန်အောင်မတက်ပဲရှင်ဘက်ကဟနေသေးတယ်အပေါ်ကုတ်အင်ကြီးကမစီမလျောတခုခုထည့်ထားပုံရတယ်အနှဲငယ်ဖောင်းနေတယ်ပေါင်းပြီးအရှိကတော့သူ့အရဲ့ကြီးနဲ့လိုက်တာမရှိ၍ပဲလားမသိအနှဲငယ်တိုးနေတယ်ချစ်အိတ်ကအဖြူမဟုတ်ပဲအနက်ကိုဝေထားပြီးဖနက်ကယူနီဖောင်းနဲ့မလိုက်ဖက်ပဲရန်နီရှူအဖြူဖြစ်နေတယ်ရုပ်ရည်ကတော့အလွန်အမင်းချောပေမဲ့မာထန်ထန်နဲ့ကြစ်ကန်ကန်ပုံပေါက်ခါတလောကလုံးသူ့လှုပ်ရှားထိုင်စားနေရတယ်လို့ရှိတယ်ကိုထိုင်လို့ရမလားလင်းညိုကထိုကောင်လေးကြောပွေတင်ထားတဲ့ခုံကိုရည်ရွယ်ပြီးပြောလိုက်တယ်ကိုဟုတ်လားမဟုတ်လားပိုင်းခြားနေခြင်းအစစ်တစ်မှာထိုကောင်လေးကဘေးနာထိုင်မဲ့လို့တော့တောအနှဲငယ်တွေးဝေသွားတယ်မရဘူးစိတ်ထဲနှုတ်ကမြဲသူဖြစ်ရာပါဇက်ကထွက်သွားတယ်သို့တော့တစ်ဖက်ကလည်းနှုတ်ထက်လက်ကမြန်နေတော့သူ့ကြောပွေအကိုသူယူပြီးနေရနာပြစ်ချပြလိုက်တယ်တော့သူ့ဘာသာပင်မယုံနိုင်ဖြစ်သွားရတယ်ဘာတွေလုပ်နေရလဲတော့မဆန်လိုက်တာလင်းညိုတယောက်မျက်ခုံးပင်သွားတယ်philosophy class ကလူတွေကဒီလိုပဲနားလည်ရခက်ပုံရတယ်ထိုင်လို့မရဘူးပြောပြီးလက်ကအိတ်ကိုဖယ်ပေးနေတယ်လင်းညိုလည်းအားကြမခံနဲ့လိုက်တွေးချပစ်တယ်အိတ်ကိုမဖယ်ရသေးခင်မရဘူးလို့ပြောချင်တာလို့ယူဆကသူကစက်ကနေထိုင်ချပစ်လိုက်တယ်အတန်းတစ်ခုလုံးမှာသူတို့ပဲအမြင်မှားလေသလားမျက်လုံးများပုတ်ကြည့်ရတယ်တော့ကသူ့ဘေးကခုံကိုလွတ်လွတ်လပ်လပ်ပေးလိုက်တယ်လေဆရာကသူ့ဘာသာရဲ့မိတ်ဆက်ပြီးတော့အထက်တက်စကောင်းပဲပြောလာတယ်ခေါ်လေးဆိုတော့ကျောင်းတက်ရာဂိုင်နှုန်းကလည်းအရေးပါတယ်တဲ့မပြည့်ရင် final exam ထိမဲပြောတာကြောင့်လင်းညို့ချွေးပင်ဆိုသွားတယ်သူကတပတ်နောက်ကျနေတယ်လေလွန်ခဲ့တဲ့တပတ်ကသူ college ကိုစသွားရမယ့်နေ့မှာပဲမူလင်းတာကြောင့်စိတ်ုံတက်လိုက်ရတယ်ဆရာဝန်ကတော့ညအေးပြတ်တာများပြီး anxiety တွေတက်နေလို့ပြောတယ်ကောင်းကောင်းနားပြီးဆိုတာနဲ့လင်းညိုခမတပတ်နားလိုက်ရတယ်ဒီလေးကပညာရေးကိုဦးစားပေးပေမဲ့လင်းညိုကျမ်းမာရေးထက်တော့ဘယ်အရာကိုမှအရေးကြီးတယ်မထင်ပေဒါနဲ့သူလဲနားလိုက်ရတယ်ဆရာရဲ့အထက်တန်းဆိုတဲ့စကားကြောင့်တော့လဲစိတ်လှုပ်ရှားသွားတယ်ကိုနာမည်ကိုတော့သူ့နှလုံးသားထဲကမှတ်မိနေတယ်လေအတန်းတွေကလူများတော့အထက်နဲ့ခေါ်တာတော်တော်နဲ့မပြီးပေလင်းညိုတယောက်စိတ်ထဲတွင်တယောက်ကသူ့ကိုကြည့်နေတယ်လို့ခံစားနေရတယ်ဒါကြောင့်ဘေးကကောင်လေးပဲဖြစ်ခနေကြည့်လိုက်တယ်သူစိတ်ထင်တာပါကောင်လေးကသူ့ကိုကြည့်မနေသူ့လက်ချောင်းရှည်တွေကခုံကိုခောက်ပြီးသူကလည်းအခြားကိုကြည့်နေတယ်ထိုအခါအတန်းကတော့အတွန်းတကဘာလောက်ကြာမြင့်ပါတယ်သူ့စိတ်တွေကလွန်ဆွဲနေတယ်73နှစ်ဆိုတာတေချာစွာတင်ဆက်ထားတဲ့မှတ်ညံအပိုင်းစာတွေကိုတော့မှဝေဝါးသွားနိုင်အောင်ကြာမြင့်တဲ့အချိန်ကာလပါသူ့ပုံဖော်ထားတဲ့ကိုကအယုတ်လေးတစ်ယုတ်တိတိကျကျပြောရရင်ကြွေရုပ်လေးလိုလှက်လာလေးဖြစ်တယ်ယခုကောင်လေးကိုလိုမထင်တာကမထင်ရဲတာကြောင့်ပဲ
သူ့စိတ်ကူးတွေကကိုကိုထက်အများကြီးတောက်ပပြီးပြေဆုံးနေတယ်ပြီးတော့တစ်ချိန်လုံးရှာခဲ့ရတဲ့ကိုကိုကသူ့ဘေးနားဆိုင်ဆိုင်မြဲမြဲရောက်လာမယ်ဆိုတာဖြစ်နိုင်ပါမလားဇန်မင်းမြတ်တော့တရန်လုံးတိတ်သွားတယ်ထူခြားတဲ့နာမည်ကိုဆက်စုချင်းစိတ်အပြည့်နဲ့ဟိုဒီဒီကြည့်ကြတယ်ဒါပေမဲ့ထူးတယ်မကြရဇန်မင်းမြတ်တော့ဆရာကထက်ခေါ်တယ်လင်းညိုပင်နာမည်ပိုင်ရှင်ကိုလိုက်ကြည့်နေမိတယ်အတန်ကြာတိတ်ဆိတ်နေပြီးအတော်ကြာမှ There ဟီးရလို့ဖြေရမယ်အဆောင်ကြောက်တောင်းတောင်းတဲ့ဆိုတော့တရန်လုံးကအတန်ထွက်လိုက်တဲ့ Justin ကိုဝိုင်းကြည့်ကြတယ် Justin လက်ညှိုးထိုးတာကမောင်မီကြီးသားတော်ပန်ဇန်မင်းမြတ်တော်ကတောဆိုတဲ့အတိတ်ပဲပဲထိုအခါမှတရန်လုံးလဲတောရဲ့နာမည်ကိုသိသွားတယ်တကယ်တော့ Justin ကဆရာနဲ့တရန်လုံးကိုစေတနာနဲ့ကူညီပေးတာပါဟိုတက်ကောက်သားကယူတည်ထထူးမဲ့တောက်ကျင်ရှိတာမဟုတ်တော့ကတော့ထုံးစံအတိုင်းမခိုးမခန့်ထိုင်နေတယ်ဟုတ်တယ်လေဇန်မင်းမြတ်တော်ကိုခေါ်တာဇန်မင်းမြတ်တော်ကငုတ်တူကြီးရှိနေရပဲဘာကိစ္စလက်ထောင်ပြအောင်မလဲမြင်အောင်ကြည့်ပေါ့ဆရာမျက်မှောင်ကျုပ်သွားတယ်နောက်တော့အနည်းတကောင်သားလေးကကျောင်းအုပ်ပြောတဲ့ဘုတ်အဖွဲ့ဝင်တယောက်သားဖြစ်ရမယ်ယူဆကမတိချင်အောင်ဆောင်ပြလိုက်တယ်ဒါမျိုးတတဝါလေးတွေနဲ့ဝေဝေနေတာသူ့ရဲ့ teaching career လုံခြုံပါတယ်လေကဲနောက်ဆုံးတစ်ယောက်အပြင်ဘက်မိသေးသေးရုပ်တီကြီးနဲ့ထိုင်နေတဲ့တော့ဟာအတွင်းစိတ်ကတော့အမေရထားကြီးခုံမောင်းနေသလိုဒုံဒုံတိုင်းတိုင်းဖြစ်နေတယ်တော်တော်ကြာထိဆရာကအတန်ထွက်မလာပေစာရွက်မှာထိုနေရာစာလုံးလေးကမိတ်ပြနေတယ်ကြာတော့ကစိတ်မရှိလက်မရှိဖြစ်ပြီးထကြည့်ချင်းစိတ်ပေါက်လာတယ်လီအရှိန်ပြင်းပြင်းကျလာတဲ့အုတ်ကားခဲကရင်ဝကိုဝင်ဆောင်တယ်လို့ပဲလီညို sorry ဒီမှာနာမည်ရပြက်နေလို့ဆရာရဲ့အခက်အခဲကိုလင်းညိုကယူသေးသေးမတ်တက်ရဲ့လက်ထောင်ပြပြီးကူညီလိုက်တယ် Here sir I'm လင်းညိုစေပိုင်တုံဆရာစီကမဟုတ်တော့စီကတော့ဟာသူ့ခြေထောက်ရှည်ကြီးတင်ထားတယ်အရှိကခုံကိုမေ့ပြီးခြေထောက်ပြန်ချလိုက်တော့ဟန်ချက်မကြပဲခုံလဲပြီးကြမ်းမြင်ကိုစောင်းသွားတယ်တရန်လုံးကတော့တယောက်သူ့ဘေးနားလာထိုင်တဲ့ကောင်လေးကိုပညာပြနေတယ်လို့အောင်းမိတယ်ဆရာလဲထိုနီ၎င်းပါပဲရုပ်ချောချောကောင်လေးရေကံကောင်းပါစေတကယ်တော့မောင်မီကြီးသားကနှလုံးလျှော့ရသွားတာပါလင်းညိုခမမျက်လုံးလေးပြူ၍ဘေးကကောင်လေးစီကြည်လိုက်မိတယ်ဘာလဲသူကမကြည့်နဲ့ဘူးလားတကယ်တော့သူ့အုံနောက်ကပြေးပါတယ်အချိန်အနေငယ်တွင်ထိုကောင်လေးကဤအတန်းပေါ်တန်းနီးနီးနဲ့လွှမ်းမိုးထားတယ်လို့သူခန်းစားမိတယ်အနိုင်ကျင့်သူတွေရှိတတ်တဲ့ future ရဲ့ကြော်စောသတင်းတွေလင်းညိုကြားတယ်လေထိုသူတွေရဲ့ပြစ်မှတ်တော့လင်းညိုအဖြစ်မခံနိုင်ပေကြောက်လို့မဟုတ်ပါပဲတခုခုပြဿနာတက်ရင်တီလေးကိုမျက်နှာပြရမှာဆိုတာကြောင့်ပဲလင်းညိုကစာကိုအေးဆေးပဲတင်ချင်တာထိုအတွေ့ကြောင့်ကောင်လေးကိုလက်ထိုးတဲ့သဘောနဲ့လင်းညိုအတန်တိုင်းဆုံးကြည်သာချိုအေးရွှေရင်အေးအောင်ပြုံးပြလိုက်တယ်သူ့အပြုံးမှာပြားရည်အချိုထဲဖို့လဲမမေ့မစီမဆိုင်ဆိုပေမဲ့ဒါကဘလို့ပြောရမလဲရက်ွက်တစ်ခုကိုဖြတ်သွားတဲ့လူစိမ့်ဟာလမ်းပိုင်ရှင်ခွေးစိုးလေးကိုမကြိုက်ပါနဲ့ငါကလူကောင်းမှဆိုပြီးရီပြသလိုမျိုးလေကိုကအတောက်ပေါဆုံးပြုံးပြတော့ခမဒုတိယမိရှော့ရသွားပြန်နေသူ့အတွက်အရာအလုံးကလက်မခံရှဲလောက်အောင်အိမ်မက်ဆန်နေတယ်ကောင်လေးကသူ့ဘဝမှာလူမှုရေးတည်တတ်မှုဆိုတာရှိတယ်မထင်ရပြန်မပြုံးပြပဲပြူပြဲကြည့်နေတော့လင်းညို့သူ့ဘက်သူပြန်လှည့်လိုက်ရတယ်မကောင်းတော့ဘူးနောက်နေတော့နေရာပြောင်းထိုင်ရမယ်လို့လင်းညို့တွေးနေတယ်အပိုင်းခွန်တော်တယောက်အိမ်ကိုမြည်တို့မြည်ပုံပြန်ရောက်ခဲ့တယ်မသိသူခြေထောက်တွေမြေကြီးနဲ့ထိနေသေးရဲ့လားလို့မယုံမကြည်ဖြစ်နေမိတယ်အမတ်မတင်ကိုနဲ့ပြန်ဆုံလိုက်ရတာကသူ့ကိုအကြီးအကျယ်အံ့ဩစရာဖြစ်နေတယ်အိမ်မက်တခုလိုတကယ်လက်တွေမဟုတ်မှလဲစိုးနေတယ်ထိုနေ့ကတော့ညစာမစားဖြစ်ပါသူ့ရဲ့အိယာကျဲကြီးမှာခြေပြက်လက်ပြက်လဲချရင်ရှင်ဘက်ပေါ်လက်နှစ်ဖက်ရှက်မျက်လုံးမိတ်ကကိုသူတွေးနေမိတယ်ကိုနာမည်ကလင်းညိုစေပိုင်ကိုကသူ့ထက်သုံးနေကြီးတယ်ငငယ်တုန်းကကိုဟာမျက်လုံးဝိုင်းလေးတွေနဲ့
အညိုရောင်ပြောင်းမွေးမွေးလိုခက်အီဆန်ရွယ်တွေရှိတယ်။ဘသူကထင်ပါလဲ။အဲ့ဒီမျက်ဝန်းလေးတွေဟာဒေါင်းသိမ့်မကျဲတဲ့ခက်ရှိရှိမျက်ဝန်းလေးတွေဖြစ်သွားလိမ့်မယ်လို့ခက်အီဆန်ရွယ်တွေကတော့ကော်ဖီရောင်တန်းနေတယ်။မပြောင်းလဲတာကကိုနာရန်ဘော်ကမှဲ့လေးပင်သူနေရအတိုင်းသူရှိနေတယ်။ကိုအရက်ကရှိတဲ့ထဲမှာပါတယ်။တော့နရွက်ဖြန်းအောက်ထိရှိမယ်။ခြုံပြောရရင်ကိုကတကယ့်ကိုခံရတယ်။နူးညံ့မှုအရေးငွေလေးတွေတိုင်းဖွဲ့ထားတော့ပိုလို့တောင်ကြည့်ကောင်းတယ်။73နှစ်အကြာကိုနဲ့တွေ့ဆုံမှုဟာအတော်လေးစိတ်လှုပ်ရှားစရာဖြစ်နေတယ်။တော့ရဲ့ဖုန်းမြည်လာတယ်။ကြည့်လိုက်တော့ဂျက်စီကဖြစ်နေတယ်။တော့ तू ကမင်းတက်နေတဲ့ future မှာပဲတက်နေရ။သိတယ်။ဒီနေ့တောင်တွေ့ခဲ့ပြီပဲ။ဒါပေမဲ့ကိုကသူ့ကိုမှတ်မိပုံမရ။တော့စိတ်ခိုင်ခိုင်ထားပြီးငါပြောတာနားထောင်။ငါလက်ရှိသူ့ရဲ့အုပ်ထင်းသူကိုစုံစမ်းပြီးပြီ။သူ့ရဲ့ဒီလေဒေါ်ဆန္ဒစေပိုင်းနဲ့သူကသူ့တူကိုအကုန်လုံးနဲ့အဆက်ဖြတ်တာအကြောင်းရှိတယ်။သူ့တူကလည်းအတိတ်မိနေရဲ့တဲ့အချို့အရာတွေပြောပြထားပုံရပေမဲ့သူ့ဘာသာမှတ်မိလို့သိတာဟုတ်ပုံမရဘူး။ငါလိုက်စုံစမ်းတော့ဒေါ်ဆန္ဒစေပိုင်းတို့နောက်ကိုလိုက်နေရငါတို့ပဲဟုတ်ပုံမရဘူး။ဒါကြောင့်သူတို့ပြေးနေတာ။ဂျက်ဘက်ကအတန်တိတ်သွားတယ်။တော့ငါကမြေအောင်လောကသားဆိုတော့အဲ့ဒီဘက်ကစကားပဲပြောမယ်ကွာ။တခါတလေအချို့အကြောင်းအရာတွေကိုမသိတာကဘေးကင်းတယ်ကွာ။ငါခံစားမိတာကကောင်လေးကဒီအတိုင်းနေတာကလုံခြုံမလားမသိဘူး။ဂျက်ရဲ့စကားကြတော့အကြကြီးငိုင်နေမိတယ်။ပျော်ရွှင်ပွဲကောင်းတဲ့အတွေ့တွေဟာကြိုးတွန်းတစ်ခုလိုရစ်ပတ်သွားပြီးအရာအလုံးကရှုပ်ထွေးသွားတယ်။ကိုနောက်ကိုဘသူတွေလိုက်နေရလဲ။သူ့ကိုမမိတာကရောကိုမှအကြောင်းရင်းရှိနေခဲ့တာလား။ဂျက်ပြောသလိုဆိုကိုကအတိတ်ကိုမမိတာလုံခြုံနေတယ်လား။တော့တက်ပြင်းချလိုက်ပေပြီ။ရင်မက်ထဲမှာမိုးကျက်သွားတယ်။သူကကိုနဲ့အမတ်တရအတိတ်ကိုလွယ်လွယ်နဲ့မေးပြဖို့နှမျောတတဖြစ်နေတယ်။ကိုသူကဇန်ဘာလို့ပြောပြခြင်းနဲ့မနှုတ်ဆက်လာရတဲ့အတွက်တောင်းပန်ကြောင်းပြောခြင်းနဲ့ဒီအတော်အတွင်းတရက်မှမမေးခဲ့ကြောင်းပြောခြင်းနဲ့နောက်ပြီးတစ်ချိန်ကကိုသူ့ကိုစောင့်ရှောက်ခဲ့သလိုပြန်စောင့်ရှောက်ခြင်းနဲ့ဒါပေမဲ့အဲ့ဓာတွေအကုန်လုံးကကိုဘက်ကိုထဲမတွေ့ထားတဲ့သူ့အတ္တတွေပဲလားသူ့အတွက်မြစ်တာရှိန်မြုံကငယ်ဘဝဟာငရဲဆိုကိုအတွက်တော့အိမ်မက်ဆိုပင်ကိုမှဆွေမျိုးတွေကြားတယ်မယံငရဲသားဆိုပြီးမျိုးစုံဖိနှိပ်ခံခဲ့ရတယ်သူကဇံမာလို့ပြောရင်ဒီအတိတ်တွေပါလာတော့မှသိတယ်ကိုထပ်ပြီးစိတ်မစင်ရဲစေခြင်းဘူးအချိန်အကြာကြီးစဉ်းစားပြီးတဲ့နောက်တော့ကဂျက်ကိုပြန်ခေါ်လိုက်တယ်လှုပ်တင်လှုပ်ထိုက်တာလှုပ်ဖို့တော့သူတတိမကင်းမဲ့ပဲဟယ်လိုဂျက်သူ့နောက်ကိုလိုက်နေတဲ့လူအကြောင်းငါသိချင်တယ်အဲ့ဒါစုံစမ်းပေးโอเคနားလည်ပြီတော့ဖုန်းမချခင်လေးတင်တော့ကမင်းပြောတာလဲငါနားလည်တဲ့ဂျက်ငါတေချာသတိထားမှာပါ I believe you Thor မင်းအကောင်းဆုံးဆုံးဖြတ်နိုင်မှာပါတော့ကအိမ်မပြောမဲ့အတူတူအိမ်ရဘော်ကထားထိုင်လိုက်တယ်ဝရန်တာမှာ secret တလေးကိုအဖော်ပြရင်းညရာရှေကိုကြော်ဖြတ်နေတယ်မုတ်ထုံလိုက်တဲ့ခက်ခက်ကအငွေတွေတဲ့စိတ်ရှုပ်ခြင်းတွေပါမသွားခဲ့ဘူး73နှစ်ကြာရည်ရွယ်ချက်တစ်ခုတည်းအတွက်အသက်ရှင်လာခဲ့ပြီးမှလက်လွတ်လိုက်ရမလို့ဖြစ်နေကောင်တော့ကိုမွန်းကျက်စေတယ်ကံတရားကိုလည်းအပြည့်ဆိုခြင်းနဲ့လူတိုင်းရဲ့အစွတ်ပြစ်ခံဘဝမှာနှွေးထွေးမှုပေးတဲ့လူရဲ့အနာကိုယ်တော်မှကတ်ခွင့်မရှိဘူးတဲ့လားကိုဆိုတဲ့ဖြစ်တည်မှုကထိတ်ကိုထား၍တော့သူ့ဘဝသူဒီထက်ပိုပြီးရေစုံမမျောခြင်းဖြစ်တယ်တစ်ဖက်ကလည်းမိမိကိုရောင်ရဲရန်ဆုံးမနေမိတယ်သူလိုချင်တာကကိုရဲ့ပျော်ရွှင်မှုပဲလေကိုကထင်ထားတာတဲ့ကောင်းကောင်းမွန်မွန်ကြီးပြင်းလာခဲ့ပုံရတယ်ဒါလို့ဆိုသူလုံလောက်တဲ့နေအခက်အခဲဒုက္ခတွေဆိုတာကိုရဲ့အကောင်းမြင်တတ်တဲ့စိတ်ထားကိုအနိုင်ယူနိုင်ခဲ့ပုံမရကိုကတော့နဲ့ဆန့်ကျင်ပန်းလွတ်လပ်ပေါ်ပါပြီးတက်ကြွမှုတွေပြည့်နေတယ်တိတ်လာတဲ့မျက်ဝန်းတွေဟာအနာဂတ်စီသူဦးတီကစ조사နေကြောင်းထင်ပေါ်တယ်
တောနဲ့ကွာတာကကိုကသူ့ကိုယ်သူအဆုံးအရှုံးခံခဲ့ပုံမရတော့ကကိုမိတီးပြီးဖြစ်တည်နေရချိန်ကိုကအမိအခုကင်းရက်တည်နေနိုင်နေဒါပေမဲ့အဲ့ဒီလိုတွေးလိုက်ရတာကစိတ်သက်သာရမရသွားစေပဲပို့လို့တောင်ဆိုနေလာတယ်သူကိုဘာလို့တွဲညှိနေတာလဲလို့တွေးကြည့်တဲ့အခါအဖြေကရှင်းလို့နေကိုကမြစ်တာတရားကိုသူတောင်းတနေတဲ့နီလန်အတိုင်းပေးခဲ့တယ်အဲ့ဒါကိုသူနဲ့မတိမ်မရေကိုကနားလဲချင်မှနားလဲခဲ့လိမ့်မယ်ခက်ငယ်ကလေးငယ်တယောက်အမောင်နဲ့ကြောင်ရွံနေချိန်မှာငွေတွေပုံပေးလို့အကြောက်ပြေးသွားမှာမဟုတ်ပါလိုအပ်တာကသူ့လက်လေးကိုခပ်ပွားဆုပ်ကန်ပြီးမကြောက်နဲ့လို့ပြောပေးဖို့ပဲသူ့မိဘတွေသူ့ကိုမချစ်လို့တော့မထင်ပါဒါပေမဲ့သူတို့ရဲ့နီလန်ကတော့လက်ခံရခံနေတာလေးတခုပဲသူတို့ကအမောင်တွေကတော့ကိုငွေတွေပဲပုံပေးဖို့ကြိုးစားနေမယ်အဲ့ဒါတွေကတော့အတွက်အထအကူဖြစ်လိမ့်မယ်ထင်ကြတာပေါ့တော့ဘလို့မှမနေနိုင်တော့ချင်းအတွေ့တွေများကသူယူချင်နေပြီတကယ်ဆိုတွေးနေရတာသူ့ထိုင်မဟုတ်တခုခုဆိုသူကဒူအော်တိုင်းလှုပ်ချပစ်ချင်နေကိုနဲ့ပတ်သက်တဲ့အရှိမှာတော့ဟာကြိုးရန်ပေါ်လမ်းလျှောက်နေရသူလို့အရာရာကိုလက်လွတ်စပဲမဆုံးဖြတ်ရဲ့ကိုနဲ့ပတ်သက်ရင်သူ့နှလုံးသားကတိတ်ပြီးအထီးမခံဘူးလေနောက်ဆုံးတော့သူဟာဆိုင်ကယ်ကြီးကိုတရက်ဆက်မောင်းလာရင်ချက်သတင်းပေးထားတဲ့ကိုနေရာစီရောက်လာခဲ့တယ်စိတ်ညစ်ရင်လူတွေကသူတို့ကိုအေဂျင့်စီတဲ့အရာကိုအယူအမှုရှာဖွေတတ်ကြတယ်မဟုတ်ပါလားညစ်သိမ့်မနဲ့သည်လမ်းပေါ်မှာကားတွေရောလူတွေရောသွားနေကြသေးတယ်လမ်းမီတိုင်းနဲ့ဝေးအရိပ်ကျနေတဲ့အပင်အောက်မှာစံကယ်ကိုထိုးရက်ပြီးကိုရှိနေမဲ့နှစ်ထပ်အိမ်လေးကိုကြည်နေလိုက်တယ်အထက်တိုင်းမီလီနေတယ်တိတ်နောက်မကြသေးရင်ကိုဘလို့ကြီးပြင်းခဲ့လဲဆိုတာသူသိချင်သေးတယ်လေအချိန်တွေဘလောက်ကြာသွားတယ်မသိလမ်းကလူသွားလူလာနဲသွားပြီးလာချမ်းကွေးလေးကောင်းကင်ပြင်မှာတရိပ်တက်လာတယ်ညစ်လေးပြေကခပ်ပြူတိုင်နေတော့ညအရိပ်ဟာအေးချမ်းနေတယ်အမတ်မတင်ဒုတိယထက်ကမှတ်တကားပွင့်သွားတယ်တော့ရင်တစ်ချက်ခုန်သွားတယ်ကိုမြန်လာလို့အတွေးနဲ့စိုက်ကြည့်တော့တကယ်ပဲကိုဖြစ်နေတယ်ဝရန်တာကမီးရောင်နဲ့ကိုပုံရိပ်ကိုပြက်သားစွာမြင်နေရတယ်ကိုကပေါ်ပါညအိတ်ဝတ်စုံကိုဝေထားတယ်တော့ပြုံးမိတယ်အဝတ်အစားတက်ရဲ့ဝတ်တတ်တဲ့ကိုမှာအယောင်မတူတဲ့ညအိတ်ဝတ်စုံတွေဘလောက်တောင်ရှိနေမလဲကိုလည်းအိတ်မပြုတ်ဘူးထင်ပါတယ်ဝရန်တာဘက်ကလာချမ်းကွေးလေးကိုမော်ကြည့်နေတယ်ခဏအကြာကိုပြန်ဝင်သွားတယ်တော့ရှင်ဘက်တစ်ခုလုံးလစ်ဟာသွားသလိုပဲမြေခွေးရှိကလှပမှုလေးပျောက်ရှသွားတာအကအယက်နယံတွေကိုအပြစ်ဆိုရမလားဒါပေမဲ့အဲ့ဒီနေ့ကကန်တရားကတော့ပန်မှာပါခဏအကြာတော့ကိုပြန်ထွက်လာတယ်ကိုကခုံတလုံးကိုဆွဲလာပုံရတယ်သူ့လက်ထဲမှာလဲတစုံတရာကိုကင်ဆောင်လျက်တယောတော့ရေယူမိသွားတယ်တယောထိုးတာကကိုဝါသနာပဲလေကိုကသူစိတ်ကြီးနေရင်တယောထိုးတတ်တယ်ကိုထိုင်ချလိုက်ပြီးတယောလေးကိုသူ့ပခုံးထက်တင်ကအတန်းစတင်ဆန်းနေတော့ကမျက်တောင်မခတ်တဲ့ငေးကြည့်ရှင်ပေါ့မကြခင်မှာတော့ရှိနေတဲ့နေရာစီတယောတန်းလေးပြန်လွင်လာတယ်ဂီတာနဲ့ဝေးတဲ့တော့ကကိုဘာတန်စင်ကိုထိုးနေတယ်မသိခက်ဆွေးလေးနားထောင်လို့ကောင်းနေငငယ်ကကိုထိုးနေကြတန်စင်မဟုတ်တာတော့သိတယ်ကိုကအကြာကြီးတယောထိုးနေခဲ့တယ်တန်စင်တွေပြောင်းသွားလားမသွားလားသူမသိသူသိတာကကိုမလှုပ်ရှားသေးဆိုတာပဲညင်းတဲ့တကောင်လျှောက်တော့မယ်လူသွားလူလာလည်းမရှိတော့လေပြင်းညင်းကလည်းအနှဲငယ်အေးဆန်လာပြီဟတ်ချုံကိုနာချင်းလိုက်တော့ခံများထိတ်သွားတယ်အေးနေပြီလေကိုဝင်းတော့ထိုအချိန်မှာပဲမှန်တကားပွင့်သွားပြီးကိုဒီလေးလို့ယူဆရမယ်အသက်30ကျော်အမျိုးသမီးတစ်ယောက်ထွက်လာတယ်သူမကကိုနဲ့ခက်စင်စင်မှာသူမလက်ထဲမှာဆွဲတာတစ်ထည်ပါလာပြီးကိုဂယုတဆိုင်ဝေပေးနေတယ်လိမ်မာတဲ့ကိုကလည်းနာခံလျက်နောက်တော့သူမတစုံတရာပြောလိုက်တာကိုကခေါင်းငိတ်ပြတယ်အထက်ပြန်ဝင်ခိုင်းတာဖြစ်မယ်တော့လဲစိတ်အေးသွားလိပြီ
ကိုဒီလေးကကိုအလွန်မဲ့ဂရုစိုက်ပုံရပါတယ်ကိုရောသူ့ဒီလေးရောရှေ့ဆင်နောက်ဆင်ပြန်ဝင်သွားတယ်တော့လှည့်ပြန်ဖို့လှုပ်တော့လဲသူဒီတညတော့ဒီမှာပဲနေချင်သေးတယ်ကိုနဲ့သူနဲ့ကြားကအကွာအဝေးကတိတ်မဝေးဘူးဆိုတဲ့အသည့်ကသူ့ကိုနှွေးထွေးစေတယ်စိတ်သက်သာရရစေတယ်အဲ့ဒီညကကိုရဲ့လာချန်လေးရဲ့ secret ရဲ့ကတော့ရဲ့အဖော်တွေပါနောက်ရက်တွေတော့ကြောင်မသွားတော့ပြီအခန်းထဲမှာပဲ secret အချိုရဲ့ဝိုင်ပလင်းအချိုရဲ့နဲ့မသေးုံတမဲစားပြီးနေ့ရက်တွေကိုကြော်ဖြဲနေခဲ့တယ်သူ့ရဲ့ဒေါသတွေဟာလည်းထိမနိုင်သိမ့်မရအောင်စိုးဝါနေခဲ့တယ်တခါတလေညဘက်ကိုအိမ်ဘက်ကိုသွားတယ်အဲ့ဒီတရက်ပဲကိုကအပြင်ထွက်လာတာနောက်ရက်တွေတိတ်မတွေ့ရတော့ပြီဖြက်ခနဲ့ပုံရိပ်လေးလောက်သာမြင်ရတယ်Justin နဲ့ Philip ကစိတ်ပူပေမဲ့တခါတလေလွတ်ထားပေးလိုက်တာကအကောင်ဆုံးမို့သူတို့လည်းဘာမှမပြောအခန်းထဲတော့မှောက်နေတော့အိမ်တော်ထိန်ကတကားခေါက်ဝင်လာတယ်သူ့လက်ထဲမှာလည်းဖုန်းတစ်လုံးကိုကန်ရင်တခင်လေးထားပါဦးတခင်လေးအမေစီကဖုန်းလာနေတယ်တော့အိယာကမထားလှန်ယူပြီးနာကက်နားထောင်လိုက်တယ်မွေးသမီးကဒေါ်တတ်ထားမျက်စီကစူပူတန်ကချက်ချင်းထွက်လာတယ်ဆမ်မင်းမြတ်တော့နေပါရီလုံနေရလေကြောင်းမသွားဘူးဆိုအခုချက်ချင်းတီမြည်သွားတာကတော့ဖုန်းချလိုက်ခြင်းပဲပိတ်ထားအိမ်ရရှိသမျှဖုန်းတွေပိတ်ထားထပ်ဝင်လာရင်အသေးပဲတော့ဟာဒေါသတွေထွက်ပြီးသူ့လက်ထက်ကဖုန်းကိုပောက်ခွဲပစ်တယ်ခဏအကြာထိသူ့ဆက်အိမ်လို့မရပြီတွေးလေဒေါသတွေထွက်လာပြီး Justin စီဖုန်းဆက်လိုက်တယ်ငါကြောင်းမသွားတာမောက်သိနေရဲ့ဘသူ့လက်ချက်လဲစုံစမ်းပေးငါလာခဲ့မယ်โอเคအထနဲ့နေတဲ့ Justin ကချက်ချင်းပဲ Philip ကိုတိုင်ပင်ပြီး The Show ဖမ်းဖို့လုပ်တယ်ဒေါ်တတ်ထားမြက်ကဒီလိုပဲသူ့ရဲ့သားကိုကြည့်ဖို့လူငါထားတတ်တယ်လေခဏအကြာတော့တည်င်းပိုးတဲ့ကောင်လေးရဲ့ဆက်ရှင်နဲ့အမည်ကိုတီးလန့်ရှာလေပြီတော့ချက်ချင်းပဲငေါက်ကနေထားလာတယ်ထမင်းဝအောင်စားထားလို့ပြောရမလားနီးရဖျားပြေးစုတောင်းလို့ပြောရမလားပဲ